Namo Tata Bhagavato Arahato Sammasambuddhassa Namo Tata Bhagavato Arahato Sammasambuddhassa Namo Tata Bhagavato Arahato Sammasambuddhassa ဒီနေ့ထာဝရငြိမ်းချမ်းရေးတို့အပိုင်း33လက္ခဏာရေးစတုကနိဖြင့်ရှုပွားပုံအပိုင်း5အဲ့ဒါလေးဆက်ပြီးမှဆွေးနွေးကြရအောင်။ဒီလိုလက္ခဏာရေးစတုကနိဖြင့်ရှုပွားပုံအပိုင်းဘယ်လိုရှုရမလဲဆိုတာယောဂီတွေကိုပြောခဲ့ပြီးပြီဒါလက်တွေ့ရှုမယ်ဆိုရင်ရုပ်ပိုင်းရုပ်ကမ္မထံပိုင်းနံကမ္မထံပိုင်းတွေယောဂီပုဂ္ဂိုလ်တွေကစနစ်တကျအောင်မြင်မြင်ရှုပွားသုံးသပ်ခဲ့ပြီးတဲ့ပုဂ္ဂိုလ်တွေကဒီပိုင်းရောက်တော့နည်းနည်းလေးလက္ခဏာရတ္တပိစုပ္ပထံပရထံကိုရတဲ့နောက်ရအောင်ကြက်ပြီးမှလက်တွေ့ရှုပွားဖို့ပဲလိုတယ်ရှုပွားပုံကအတူတူပဲအဲ့ဒါဦးဇင်းတို့အစတုန်းကပြောခဲ့ပြီးသားဒီမှာလက္ခဏာရတ္တပိစုပ္ပထံပရထံဤအပြင်လက္ခဏာရတ္တပိစုပ္ပဌာနဗဒ္ဌာနဝတေနနာမရူပပရိကဟောဒိဋ္ဌိဝိတ္တုဒ္ဓိနာမဆိုပြီးမှလက္ခဏာရတ္တပိစုပ္ပဌာန်ဗဒ္ဌာနီအပြင်ရုပ်တွေကိုပေါ့နော်အကုန်လုံးသိအောင်အနဝတေတရူပပရိကဟောဆိုတဲ့အတိုင်းရုပ်တွေအလုံးကိုလည်းပဲရှုပွားသုံးသပ်ရမယ်။ဘာဖြစ်လို့လဲရုပ်တွေအလုံးကလည်းပဲဝိပဿနာရဲ့အရှုခံဖြစ်တဲ့ရုပ်တရားတွေဖြစ်လို့ပဲနာနေကိုလည်းပဲထို့အတူပဲဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့နာခန္ဓာ၄ပါးသူတို့ကိုလည်းပဲအကျွမ်းကြံမရှိကုံစင်အောင်မိမိလို့ရှုရမယ့်ဟာပေါ့ဥပဒနာရဲ့အရှုခံဖြစ်တဲ့နာခန္ဓာ၄ပါးကိုလည်းရှုပွားသုံးသပ်ရမယ်ပြီးတော့ယုံနာနှစ်ပါးခန္ဓာ၅ပါးအတူပဲပေါ့ဒါတွေဟာဒုက္ခသစ္စာအမိရတဲ့တရားတွေဒုက္ခသစ္စာအမိရတဲ့တရားတွေမဟုတ်ဘဲနဲ့ပရိစ္ဆေသမုပ္ပါအင်္ဂါတွေသမုဒယသစ္စာအမိရတဲ့တရားတွေကိုလည်းပဲလက္ခဏာရတ္တပိစုပ္ပထံဗရဏာနီအပြင်ရှုပွားသုံးသပ်ဖို့အတွက်ပြောထားတယ်ပေါ့အဲ့ဒါတွေကိုအထောက်ထားတွေနဲ့လည်းဦးဇင်းတို့ဥပနိဒသုတ်တံတို့လိုမဟာတရိပဒနာသုတ်တံတို့လိုမှာပါတဲ့အတိုင်းဦးဇင်းတို့အထာဂတာရှင်းလင်းချက်တွေပါဠိတော်ဖွင့်ဆိုတဲ့အထာဂတာရဲ့ရှင်းလင်းချက်တွေဒါတွေနဲ့ပြောခဲ့တယ်အဲ့တော့အဲ့ဒါတွေနဲ့ဒါကိုရှုဖို့ဦးဇင်းဟိုတုန်းကပြောခဲ့ပြီးသားဒါကိုဒီလိုရှုရမယ်ဣတိရူပံဣတိရူပတ္တသမုဒယောဣတိရူပတ္တအထင်ကမောဇင်းရလဲဒီမီးကိုအားကိုပြီးမှဟောလောက်တာမီးကတော့မြန်မာရဲ့မီးရဒီလိုပဲဟုတ်လားမီးကိုအားကိုပြီးမှဒီဘက်ဖက်လက်ထားတာအဲ့ဒီရလားမြင်ရလားမြင်ပါပဲဗျာလိုပဲဆက်ဟောမယ်နော်အဲ့တော့ဦးဇင်းတို့လက္ခဏာရတ္တပိစုပ္ပထံဗရဋ္ဌာနီအပြင်ရှုပွားသုံးသပ်ရမယ်ရှုပွားသုံးသပ်မှသာလျှင်ဒိဋ္ဌိဝိတ္တုတဲ့ဟုတ်လားအယူရဲ့စင်ကြယ်ခြင်းဆိုတာဖြစ်မယ်ဒိဋ္ဌိဝိတ္တုစခန်းရောက်မယ်ပေါ့ဗျာယုတ်တိနံတွေကိုဟုတ်တိုင်းမှဆိုတာသိပြီးမှတက်ကာယဒိဋ္ဌိတို့ပယ်နိုင်မယ်ပေါ့ဟုတ်လားခန္ဓာ၅ပါးကိုပါလဲတန်တော့ကာယောတက်ကာယောတက်ကာယေပုတ္တဒိဋ္ဌိတက်ကာယဒိဋ္ဌိဆိုတဲ့အတိုင်းထင်ရှားရှိတဲ့ခန္ဓာ၅ပါးအပေါ်မှာငါပဲငါရဲ့အတ္တပဲလို့ဒီလိုစွဲယူနေတဲ့တက္ကရာဒိဋ္ဌိကိုပယ်နိုင်မယ်။ဒါဟာငါလည်းမဟုတ်ဘူးငါရဲ့အတ္တလည်းမဟုတ်ဘူး။ဟုတ်လားအတ္တကောင်အသက်ကောင်လိပ်ပြကောင်ဝိညာဉ်ကောင်မဟုတ်ဘူး။ဒါယုံနံတက်တက်များတာပဲဆိုပြီးမှဒီလိုသိအောင်ကြတော့လက္ခဏာရတ္တပိစုပ္ပထံဗရဋ္ဌာနီးအပြင်ရှုပွားသုံးသပ်နိုင်မှသာလျှင်သိနိုင်မယ်လို့ဒီလိုပြောတာ။အဲ့လိုလေဦးဇင်းတို့အထောက်ထားနဲ့ပြောလိုက်တော့တချို့ဦးဇင်းပြောခဲ့ပြီးသားပါဒီလက္ခဏာရတ္တပိစုပ္ပထံဗရဋ္ဌာနီးအပြင်ရှုဖို့မလိုအပ်ဘူးလို့ယူဆတဲ့ပုဂ္ဂိုလ်တွေလည်းရှိလိမ့်မယ်ရှုလို့မရနိုင်ဘူးလို့ယူဆတဲ့ပုဂ္ဂိုလ်တွေလည်းပဲရှိလိမ့်မယ်အဲ့လိုရှိတဲ့ပုဂ္ဂိုလ်တွေကရှိလို့ဒီလက္ခဏာရတ္တယုတ်တိနံတွေကိုလက္ခဏာရတ္တပိစုပ္ပထံဗရဋ္ဌာနီးအပြင်
ရှုဖို့မလိုအပ်ဘူးဆိုပြီးမှရှုဖို့မကြိုးစားတော့ဘူးရှုလို့မရနိုင်ဘူးဆိုတဲ့ပုဂ္ဂိုလ်ကလည်းရှုဖို့မကြိုးစားတော့ဘူးရှုဖို့မကြိုးစားရင်မရှုတော့ဘူးရှုလည်းမရှုနိုင်တော့ဘူးမရှုနိုင်ရင်ပြောခဲ့ပြီးသားဒီယုတ်ဒီနန်တွေကိုဒီလိုလက္ခဏာရတ္တပစ္စုပ္ပတ္ထဗရဒ္ဓဏီအပြင်ဟုတ်တိုင်းမှန်ဆိုတာခွဲခြမ်းစိတ်ဖြာပြီးမှမသိဘူးဆိုရင်တန္တရာကနေစင်ကြယ်နိုင်တယ်ပါလေမဉ္ဇဏ်ဖူညာနိဗ္ဗာန်ကိုရနိုင်ပါတယ်လို့ပြောတဲ့ပုဂ္ဂိုလ်ရဲ့အယူအဆကိုပါလေနောအာဇာနာတော်နောအပတ္တတော်ဆိုတဲ့ဟာနဲ့ဟုတ်လားမတိမမြင်တဲ့ပုဂ္ဂိုလ်တွေဟာမဉ္ဇဏ်ဖူညာကိုရနိုင်တယ်ဆိုတာမဖြစ်နိုင်ဘူးအဲ့ဒါကိုပယ်ညစ်ပါတယ်ဆိုပြီးမှဦးဇင်းတို့ဟိုဥပနိဒသုတ်တံပါဠိတော်နဲ့အထာဂရတွေကိုကိုးကားပြီးပြောခဲ့ခဲ့လိုက်တော့ဘာဖြစ်တော့တချို့သောပုဂ္ဂိုလ်တွေကသူတို့ကအထာဂရကိုဒီဟာတွေလည်းဒီတိုင်းလည်းစနစ်တကျအထုတ်တာမဟုတ်တဲ့အခါကျတော့အထာဂရတွေကိုပြောတဲ့စကားကိုမယုံဖို့တွေနည်းနည်းချင်းချင်းဟောတာပြောတာလေးတွေတိုက်ခိုက်တာလေးတွေရှိလာတယ်ပေါ့အထာဂရကပယ်ခြင်းလာတယ်ပေါ့ဗျာဟုတ်လားဘာလို့လဲသူတို့ကိုယ်တိုင်မရှုဘူးလေရှုလည်းမရှုကြဘူးရှုလည်းမရှုနိုင်အောင်ကြိုးစားကြဘူးပေါ့အဲ့တော့အထာဂရစကားတွေကိုမယုံပါနဲ့ဆိုတာမျိုးလေးတွေပြောလာတာခုနလိုပေါ့ online တွေဘာတွေမှာရေးလာတာလေးတွေရှိကြတယ်ညင်ကြခုံကြဒါကတော့ရှိတာပါပဲအဲ့တော့ပြောချင်တာကအခုသီးလင်္ကာတို့ထိုင်းတို့အနောက်တိုင်းသားတွေပေါ့ရန်တော်ဝတ်ကြတယ်သို့တော့အထာဂရတွေကိုသိပြီးမှမယုံကြည်ကြဘူးအထာဂရတွေကိုဒါရဖျားဟောမဟုတ်ပါဘူးဆိုတာမျိုးတွေသူတို့လောက်ကြတယ်အဲ့တော့ဦးဇင်းတို့ဒီဆရာတော်ကြီးကိုဦးဇင်းတို့ရဲ့ဆရာတော်ကြီးပါပဲဟိုတုန်းကတပည့်တွေကမေးကြတယ်ဆရာတော်အထာဂရကဆိုတဲ့စကားတွေအလုံးကိုဆရာတော်လက်ခံသလားဆိုအထာဂရကပြောသမျှကိုအကုန်လက်ခံရမယ်တော့မဟုတ်ပါဘူးတဲ့သို့တော့ပါဠိတော်တက်နဲ့အထာဂရ explanation တွေမပါဘဲနဲ့နော်ဘာလဲမဉ္ဇဏ်ဖူညာနိဗ္ဗာန်ရောက်တည်ပြီးကျင့်ကြံအထုတ်ဖို့အတွက်နားလည်နိုင်ဖို့မဖြစ်နိုင်တော့ဘူးတဲ့ဟုတ်လားအဲ့တော့ပါဠိတော်တက်ဖတ်ကြည့်ပါလားပါဠိတော်တက်ဖတ်ရုံနဲ့တို့ဣတိရူပဣတိရူပတ္တသမုဒယဣတိရူပတ္တအထင်ကမောတို့သိသလားတို့သိကြလားဣတိဝေဒနာဣတိဝေဒနာယသမုဒယဣတိဝေဒနာယအထင်ကမောအဲ့လိုလေးပေါ့ဟိုမှာလည်းပဲထို့အတူပဲပေါ့မဟာဗုဒ္ဓဓာတ်ကြီး၄ပါးဆိုရင်ဓာတ်ကြီး၄ပါးလောက်ပဲအဲ့တော့ဓာတ်ကြီး၄ပါးကိုဘယ်လိုရှုရမလဲဆိုတာမျိုးမပါဘူးဆိုရင်ရှင်းပြထားတာသူတို့ရဲ့လက္ခဏာတွေကိုရှင်းပြထားတာကိုမသိဘူးဆိုရင်ဘယ်လိုသွားရှုမလဲအဲကြောင့်တချို့ကပါဠိတော်ကိုပဲပါဠိတော်လောက်ဆိုရင်လုံလောက်တယ်ဆိုတာမျိုးသူတို့ပြောချင်တာပါဠိတော်လောက်နဲ့လုံလောက်တဲ့ပုဂ္ဂိုလ်တွေရှိခဲ့တယ်အဲ့ဒါဦးဇင်းပြောခဲ့ပြီးသားပေါ့ဟိုတုန်းကမြတ်စွာဘုရားရှင်လက်ထက်ကရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ဥက္ကတိတင်ညူတို့ဝိပင်စီတင်ညူပုဂ္ဂိုလ်တွေဒီပုဂ္ဂိုလ်တွေကြတော့မြတ်စွာဘုရားအကျဉ်းဟောလိုက်တယ်နဲ့သူတို့တို့ကလုံလောက်သွားပြီသစ္စာ၄ပါးကိုထိုးထွင်းသိဖို့အတွက်သို့တော့နေရပုဂ္ဂိုလ်တွေကြတော့အဲ့လောက်ထိမလုံလောက်ဘူးကျန်တဲ့ပုဂ္ဂိုလ်တွေပေါ့နော်ဗဒ္ဓပရမပုဂ္ဂိုလ်တွေဒီလိုပုဂ္ဂိုလ်တွေကြတော့အဲ့လောက်လေးဟောရုံနဲ့မလုံလောက်ဘူးမလုံလောက်တဲ့အတွက်နောက်ထပ်အိမ်မှာ explanation တွေဆိုတာထပ်ပြီးတော့လာတယ်မြတ်စွာဘုရားကိုယ်တိုင်ရှင်းပြရတာလည်းရှိတယ်ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ရှင်အနန္ဒတို့စတဲ့ရှင်မာကိစ္ဆာနာတို့ဒီလိုပုဂ္ဂိုလ်တွေကဂျူနီယာတွေကိုသို့မဟုတ်ဒကာဒကမတွေကိုဆိုလိုရဲ့အဓိပ္ပာယ်ကိုအသေးစိတ်ရှင်းပြရတာလည်းပဲရှိတယ်အဲ့ဓာတွေကိုဘုရားရှင်လက်ထက်ကပကိဏကဒေသနာထူထူနေရာတွေမှာဟောထားတဲ့ဒေသနာတယ်လို့ခေါ်တယ်ရောပြနေတဲ့ဒေသနာလို့ဒီလိုခေါ်တယ်အဲ့ဓာတွေကိုပဲအဆက်ဆရာတွေကနေပြီးမှစင်စစ်မပြပို့ချလာကြတယ်လက်တွေ့ကျင့်ကြံကြိုးကိုအားထုတ်လာကြတယ်အဲ့ဒီပုံစံနဲ့တဲလာတာဒါတွေကိုပဲနောက်ဆုံးတော့မဟာအထကထာလို့ဒီလိုသုံးတယ်ပေါ့နောက်ပိုင်းမှာဒီလိုစင်စစ်ပို့ချရုံနဲ့မလုံလောက်တဲ့အတွက်ပါလဲနောက်ဆုံးစတုထ္ထသင်္ကန်းတင်တဲ့အခါကျတော့ပေထက်အခရာတင်ကြရတယ်ဗျပေထက်အခရာတင်ကြရတယ်အဲ့ဒီမတိုင်ခင်မှာရှင်မဗုဒ္ဓဂေါတကနောက်ဆုံးထားပါတော့တီဟိုနိုင်ငံမှာသာသနာထွန်းကားတော့တီဟိုဘာသာနဲ့ပဲကြံတော့တယ်ဒီအထကရာတွေအဲ့ဒီမဟာအထကထာဆိုတဲ့ပကိဏကဒေသနာတို့ကိုရှင်မဗုဒ္ဓဂေါတကပါလဲတင်ခေပအထကထာဟုတ်လားတနည်းအားဖြင့်အဘိနဝအထကထာဆိုပြီးမှအဲ့ဒီမှာဒီမဂရဘာသာကိုသူအကျဉ်းချုပ်ပြီးမှပြန်ထားတာအဲ့ဒါသူ့ရဲ့ idea အလောက်မပါပါဘူးဆိုသို့တော်လည်းဦးဇင်းတို့တခါတရားဟောတဲ့အခါတုတ်တံကိုဟောနေရတော့ဟောတာပေါ့သို့တော်လည်းတခါလေကြရင်အခုခေတ်မှာဖြစ်ပျက်နေတဲ့ဟာလေးတွေပေါ့တခါလေကြရင်ထည့်ပြီးမှပြောရတာရှိတယ်ပေါ့ယောဂီပုဂ္ဂိုလ်တွေလက်စင်နာတွေနားလည်အောင်ပြောပြဟုတ်လားဒီခေတ်မှာဘယ်လိုတွေဖြစ်နေတယ်ဘာညာစသည်ဖြင့်ကိုယ့်ခက်မှာတွေ့ကြုံရတဲ့အတွေ့အကြုံလေးတွေထည့်ပြီးမှပြောရတာအဲ့လိုလေးတွေကိုတော့
ရှင်မဗုဒ္ဓဂေါတလည်းပဲဒီအထာဂရကိုရေးသားရင်းနဲ့အကျဉ်းချုပ်ပြီးရေးသားရင်းနဲ့ဒုက္ခမှာတွေ့ကြုံရတဲ့ဟာတွေရှင်မကျန်တဲ့ရဟန္တာတွေကဘလို့ဘာညာစသည်ဖြင့်အကိုအကားလေးတွေနဲ့ဝတ္ထုလေးတွေနဲ့တာရကလေးတွေနဲ့ဒီလိုထည့်ပြီးမှပြောသွားတာတော့ရှိတယ်ပေါ့ဒါမျိုးပဲเนาะအဲ့တော့ပြောချင်တာကအထာဂတာပြောသမျှကိုအကုန်လုံးလက်ခံရမယ်ယုံရမယ်လို့တော့ဒီလိုမဟုတ်ဘူးယုံခြင်းယုံမယုံခြင်းနေတချို့နေရာတွေမှာဥမာထားပါတော့ဖះရဲ့အရတော်က18တောင်ရှိတယ်စသည်ဖြင့်ဒီလိုမျိုးတွေပြီးတော့အဲ့ဖះရဲ့ဂုံတော်တို့တခြားမှာစကြဝဠာအကြောင်းတွေတို့ဒီလိုဖွင့်တဲ့အခါမှာနည်းနည်းပါးမယုံနိုင်စရာမျိုးပေါ့ဒါကြီးတွေဒါနားလည်အောင်ပြောမယ်ဆိုရင်အရှင်ကားတွေဟုတ်လားတရုတ်တိုင်းကားတွေယုံကြရှိလားဒါပေမဲ့သူတို့မှာဟုတ်လားသူတို့ရဲ့မင်းသားတွေမင်းသမီးတွေရဲ့တိုင်းနေပါတွေကျွမ်းကျင်ကြောင်းတွေကိုဖွဲ့နေထားတာအဲ့မဲ့တကယ်တမ်းဟိုလောက်တဲ့အခါကျတော့အစ်စ်မှဟုတ်ချင်မှဟုတ်မှာဒါမျိုးတော့ရှိတာပေါ့အဲ့တော့ပြောချင်တာကအဲ့လိုနေရာတွေမှာဂုံတော်ဖွဲ့တွေသို့မဟုတ်စัจ java လာတို့မြင်ဖို့တောင်းတို့စသည်ဖြင့်ဒါတွေနဲ့ပတ်သက်တဲ့ဟာတွေကိုသူတို့ရေးထားတာတော့မှန်တယ်ဆိုတော့ဒီခေတ်အနေနဲ့တချို့ဆိုတော့ဘုရားရဲ့စကားကိုလည်းပဲမယုံကြည်ဘူးဆိုရင်မယုံကြည်တဲ့ပုံကိုယ်တော့ရှိနိုင်တယ်သို့တော့ဒီကျင့်စဉ်တွေနဲ့ပတ်သက်ပြီးမှကြတော့အထာဂရဘယ်တော့မှသူ့ idea ကိုထည့်ပြီးရေးလို့မရဘူးဟုတ်လားရေးလို့မရဘူးသို့တော့ဒီဆရာတော်ရဲ့ idea တော့ဒီလိုရှိပါတယ်ရှင်မတိဝါရဲ့ idea တော့ဒီလိုရှိပါတယ်စသည်ဖြင့်ဒီလိုလေးတော့သူကိုးပြီးမှရေးသွားတာရှိတယ်ပြောချင်တာကဒီကျင့်စဉ်တွေနဲ့ပတ်သက်ပြီးမှမယုံကြည်လို့မရဘူးယုံကိုယုံကြည်ရမယ်မယုံကြည်ဘူးဆိုရင်မကျင့်တော့ဘူးမကျင့်ရင်မသိတော့ဘူးဒါပဲဒီကျင့်စဉ်တွေအတိုင်းဒီဖွင့်ဆိုချက်တွေအတိုင်းကျင့်ကြံကြလို့ဒီဟိုခက်ကဆိုရင်ဟိုးဗာလဲကောင်းကင်မှာစဘာနေလန်းစရာမရှိအောင်တောင်းယဟန္တာတွေပေါ်တယ်ဆိုတဲ့အဆိုရှိခဲ့နောက်ပိုင်းဖြည်းဖြည်းနဲ့ဒီအထာဂရယုံကြည်တဲ့ပုဂ္ဂိုလ်တွေနဲလာတယ်သူတို့ကိုယ်တိုင်ဟောပြောပါညာဆိုမကျင့်ကြတော့ဘူးမကျင့်တော့ဘာဖြစ်တော့အဲ့ဒါမအောင်မြင်တော့ဘူးပေါ့တမထပိုင်းအောင်မြင်တဲ့လူတောင်ရှားသလောက်ဖြစ်နေဟုတ်လားအဲ့ဒါအရိယာယန္တာတွေဖြစ်ဖို့မပြောနဲ့ပေါ့ကျန်တဲ့ဟာမှာသာသနာတွေဆုတ်ယုတ်သွားတယ်ဆိုအဲ့ဒါပဲနောက်ပိုင်းမှာတခြားအနောက်နိုင်ငံတွေရဲ့ပုဂ္ဂိုလ်တွေလည်းပဲလာကြတင်ယူကြပြီးတော့သူတို့ idea တွေ add လိုက်တဲ့အခါကျတော့အဲ့မှာလှုပ်ချင်တဲ့ရှောက်လှုပ်ကုန်တော့တာပဲပြီးတော့မှဆိုတာလူတွေအတွက်ဟောတာမဟုတ်ဘူးတာပရိန္ဒနတ်ပြည်မှာဟောတာဖြစ်တဲ့အတွက်နတ်တွေအတွက်ပဲဆိုတာမျိုးပြောတဲ့ပုဂ္ဂိုလ်ကပြောအဲ့တော့အဘိဓမ္မာကိုလည်းပယ်လိုက်ကဲဒီအထာဂရတွေဆိုတာကဖះဟောတွေမဟုတ်ဘူးဆိုပြီးမှသူတို့အဲ့ဒါတွေလည်းပယ်လိုက်တော့ဘလို့မှမကျင့်တတ်တော့ဘူးပါဠိတော်တက်ဖတ်ယုံနဲ့ပါဠိတော်တက်ဟွာလောက်ယုံနဲ့သိယုံဟိုတင်ယုံနဲ့သူတို့သိသလားဆိုမသိနိုင်ပါဘူးပြောချင်တာနိဗ္ဗာန်ရောက်ဒီကျင့်စဉ်တွေကိုပြည့်စုံမသိနိုင်ဘူးအဲ့ဒီအထာဂတာတို့တိကာတို့ရှင်းလင်းချက်တွေမပါဘဲနဲ့နိဗ္ဗာန်ရောက်ဒီအထိကျင့်ကြံဖို့အတွက်ဒီခက်လူသားတွေအနေနဲ့ဒီဖက်ပုံကိုယ်တွေအနေနဲ့မလွယ်ဘူးဒါကြောင့်မို့အထာဂရတိကာ explanation တွေဟာလိုအပ်ပါတယ်တဲ့အဲကြောင့်မို့ဟုတ်ပြီနော်ခုနပြောချင်တာဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးမှပြောထားတာတွေကနည်းနည်းပါးပါးလွန်ကဲတမများမယုံနိုင်စရာတွေ unbelievable တွေတော့ရှိနိုင်တယ်ပေါ့ဒါဆိုကျင့်စဉ်တွေနဲ့ပတ်သက်ပြီးမှဘယ်တော့မှအဲ့လိုလွန်ကဲဖွင့်ဆိုမှာမဟုတ်ဘူးလိုအပ်တဲ့လောက်ပဲဖွင့်ဆိုတာအဲကြောင့်ကျင့်စဉ်တွေနဲ့ပတ်သက်ရင်မယုံကြည်ရင်မကျင့်ဘူးမကျင့်မရဘူးသာမှအဲ့ဒါယုံကြည်ရလိမ့်မယ်ကျင့်စဉ်တွေနဲ့ပတ်သက်ဘယ်တော့မှတလက်တချောမလုပ်ထားဘူးလွန်ကဲလည်းဖွင့်ဆိုမထားဘူးဆိုတာလေးကိုမှတ်ထားအဲ့တော့သူတို့ကပါဠိကိုပဲကြည်ပါပါဠိတော့အတိုင်းဆိုရင်တော့သူတို့ဟွာလောက်တယ်ပေါ့အထာဂရဟွာတွေကိုဟွာမလောက်နဲ့ဆိုတာမျိုးလေးပြောကြတယ်အဲ့တော့ပါဠိတော်ကြည်အောင်နဲ့ပါဠိတော်အတိုင်းနာဆိုရင်ဦးဇင်းကနည်းနည်းလေးပြောအောင်မယ်တကယ်မဲ့ခင်၈ပါးမှာနောက်ဆုံးတမာတိမဲ့ခင်ဆိုတာဒါကြီးတွေသိတယ်နော်ဒါကြီးတွေထွက်မလာဘူးလားသိပါတယ်ဗျာတမာတိမဲ့ခင်ဆိုတာကျင်းချုပ်ပြီးပြောရင်ရူပဇံ၄ပါးကိုတမာတိမဲ့ခင်ဆိုပြီးပြောတာမလားတင်ပါဗျာဒါကြီးတွေဟိုမလို့ရင်ဦးဇင်းကစခရင်ရှယ်နဲ့နည်းနည်းပြလိုက်အောင်မယ်ဟုတ်လားလက္ခဏာစတုကတော့ဘာလို့မရောက်ခင်နည်းနည်းဒါထင်ပါတယ်နော်ဟုတ်တယ်ပါ
ဒီဦးဇင်းအိုင်ဘက်ကနေပြလိုက်တာမြင်ရလားမြင်ရပါတယ်ဗျာမြင်ရနော်ဟုတ်တယ်တော့ဟွာဒီ app တွေပဲမြင်ရသေးတယ်ဗျာဟုတ်ပြီဦးဇင်းဟို TPTK application သွားမလို့အဲ့ကွန်ပျူတာထဲကျတော့နည်းနည်းရှားတာခက်လို့ TPTK ကိုပြမလို့ကဲထားပါတော့ပါဠိinitially ကဲဒီမှာကဲဦးဇင်းဒီဒါနဲ့ပဲပြပြီနော်ကဲမာတိနာတော့ကဒီတိလက်သုတ်တန်တပိကဒီကနိကေမာဝက်ကမှာလည်းပါတယ်မဇ္ဈိမနိကေမှာလည်းပါတယ်ကဲမူလပဏ္ဏတဆိုပြလိုက်ပြပြီးတော့ကဲမာတိကာကိုသွားနည်းနည်းလေးပြမလို့ပြီးကဲဟိုမဂ္ဂသစ္စာအိမ်မှာမာတိဝရဏတော့ရဲ့မဂ္ဂသစ္စာကိုသွားမဂ္ဂသစ္စာသွားတဲ့အခါကျတော့အိမ်မှာပါတော့တမ္မာဒိဋ္ဌိဆိုတာဟုတ်လားအရိယသစ္စာဆိုအရိယောအထင်ကြီးကောမဲ့ကောတဲ့အဲ့မဂ္ဂသစ္စာဆိုတာမဂ္ဂင်၈ပါးကိုပြောတာအဲ့ဒီမှာတမ္မာဒိဋ္ဌိဆိုတာဘာလဲဆိုတာရှင်းပြရတယ်ပေါ့ယံခောဘိက္ခွေဒုက္ခေဉာဏဒုက္ခသမုဒယဉာဏဒုက္ခនិရောဓေဉာဏဒုက္ခនិရောဓဂ ामि နိယပฏิပဒါယဉာဏအယံဝစတိဘိက္ခွေတမ္မာဒိဋ္ဌိအဲ့ဒီပုံစံနဲ့မဂ္ဂင်၈ပါးကိုရှင်းပြထားတာကဲနောက်ဆုံးမဂ္ဂင်ကိုကြည့်တမ္မာတမာတိဆိုတာကတမောဇဘိက္ခွေတမ္မာတမာတိတမ္မာတမာတိဆိုတာဘာကိုခေါ်တာလဲကောင်းစွာတည်ကြည်တယ်ဆိုတာဘာကိုခေါ်တာလဲလို့ပြောတာဒီမှာဣဒဘိက္ခွေဘိက္ခုဝိသုဝကာမိဝိသဝုတ္တိဓမ္မေတဝိတကံတဝိသရံဝိကဇံပိတိတုခံပထမဇဏဥပတံပိစဝိဟရတိကဲပထမဇံရဲ့ definition ပဲဒါပထမဇံဆိုတာဒါမျိုးပဲအဲ့ပြီးတော့ဒုတိယဇံတတိယဇံစတုတ္ထဇံနောက်ဆုံးပါလဲစတုတ္ထဇံရဲ့ definition စတုတ္ထဇံဆိုတာဒါပဲကဲအယံဥစ္စတိဘိက္ခွေတမ္မာတမာတိတဲ့ကဲတမ္မာတမာတိဆိုတာဒီပထမဇန်ဒုတိယဇန်တတိယဇန်စတုတ္ထဇန်လို့ခေါ်တဲ့ရူပဝတ္တဇန်၄ပါးကိုတမ္မာတမာတိလို့ခေါ်ပါတယ်တဲ့ကဲဒါလေးပြောချင်တာပဲဟုတ်လားအဲ့တော့ဒါလေးပြောချင်တာအဲ့ဒါတကယ်ကြီးတွေမြန်မာပြန်ကြည့်ချင်မြန်မာပြန်ပြလို့ရသေးတယ်ဟုတ်လားကဲအဲ့ဒါမြန်မာပြန်တန်းသွားလို့ရတယ်လားအဲ့ဒီကဲတမ္မာတမာတိဟုတ်လားယဟန်တို့တမ္မာတမာတိဒီအဘယ်နည်းယဟန်တို့ဣတသနာရောဏယဟန်ဒီကာမဂုဏ်တို့မှကင်းစေ၍သာလျှင်အကုသိုလ်တရားတို့မှကင်းစေ၍သာလျှင်ဝိတ္တနဲ့တကွဖြစ်သောဥစ္စာရနဲ့တကွဖြစ်သောနိဝရဏကင်းခြင်းကြောင့်ဖြစ်သည့်ပိဋိဒုက္ခရှိသောပရမဇန်တို့ရောက်၍နေ၏ကျန်တာလည်းထို့အတူပဲဒုတိယဇန်တတိယဇန်စတုတ္ထဇန်တို့ရောက်၏နေ၏ဟုတ်လားကဲယဟန်တို့ဤတမာတိကိုမှန်စွာတည်ကြည်ခြင်းတမ္မာတမာတိဟူ၍ဆိုအပ်၏ဆိုပြီးမှဒီလိုပြောထားတယ်ကဲအဲ့လိုပြောချင်တာကအဲ့တော့မဂ္ဂင်၈ပါးကျင့်စဉ်တရားအတိုင်းကျင့်ရတယ်အဲ့ဒါမှတလည်းမဉ္ဇဏ်ပူညာနိဗ္ဗာန်ကိုရောက်မယ်ပေါ့အဲ့တော့အဲ့ဒီမှာမဂ္ဂင်၈ပါးထဲမှာတမ္မာတမာတိမဂ္ဂင်ဆိုတာလည်းပါတယ်တမာတိပေါ့သီလတမာတိပညာထဲမှာတမာတိပေါ့အဲ့ဒီတမ္မာတမာတိမဂ္ဂင်ဆိုတာဘာကိုခေါ်တာလဲလို့ပါဠိတော်ကပြောတယ်ဆိုရင်ပါဠိတော်ကရူပဇန်၄ပါးကိုတမ္မာတမာတိမဂ္ဂင်လို့ခေါ်ပါတယ်လို့ဒီလိုပြောထားတယ်ကဲပါဠိတော်ကိုပဲယုံကြည်တယ်အထက်ကရာတွေကိုမယုံကြည်တော့ဘူးအထက်ကရာဖွင့်တွေကိုမလိုက်နာတော့ပါဘူးဆိုရင်ကဲတကယ်တမ်းပါဠိတော်အတိုင်းအထုတ်ကြတော့မယ်ဆိုရင်ကဲရူပဇန်၄ပါးရအောင်ကိုအထုတ်ရတော့မရဘဲနဲ့မဉ္ဇဏ်ပူညာမရတော့ဘူးဆိုတဲ့အဓိပ္ပာယ်တက်ရောက်သွားတယ်ဒါပါဠိကိုပဲယုံကြည်ပါတယ်ဆိုတဲ့ပုဂ္ဂိုလ်ကိုပြောတာပါဟုတ်ပြီနော်သို့တော့အထက်ကရာတွေကိုကြည့်လိုက်တဲ့အခါကျတော့သာဥပ္ပစရအထတမပတ္တိရောစိတ်တဝိတ္တုတိနာမဟုတ်လားဟိုတင်းကြုံမှာတော့ဥပ္ပစရတမာတိအပ္ပနာတမာတိစေတိဒွိတော်ဘိတမာတိစိတ်တဝိတ္တုတိနာမဥပ္ပစရတမာတိနဲ့အပ္ပနာတမာတိဆိုတဲ့တမာတိနှမျိုးကိုနိဝရဏတို့မှနိဝရဏအညက်ကျေးတို့မှစိတ်ရဲ့စင်ကြယ်ခြင်းစိတ်တဝိတ္တုတိလို့ခေါ်ပါတယ်လို့ဒီလိုပြောထားတာအဲ့ဒါဝိတ္တုတိနော်ပฏิပတ်တိကမဆိုတာကျင့်စဉ်အတိုင်းကျင့်မှသာလင်ရတာသီလဝိတ္တုတိစိတ်တဝိတ္တုတိဒေဋ္ဌိဝိတ္တုတိစသဖြင့်တစ်ဆင့်ပြီးတစ်ဆင့်ကျင့်မှသာလင်နောက်ဆုံးမဉ္ဇဏ်ပူညာဆိုတဲ့ဉာဏတဒနာဝိတ္တုတိကိုရနိုင်တယ်အဲ့လိုမကျင့်ရင်မရနိုင်အဲ့ဒီမှာစိတ်တဝိတ္တုတိဆိုတဲ့ဒုတိယဝိတ္တုတိမှာစိတ်နိဝရဏအညစ်အကြေးတွေကကင်းစင်အောင်ဘလို့ကျင့်ရမှာလဲဆိုရင်သူကဒီတမ္မာတမာတိမဲ့ခင်ရအောင်ကျင့်ရမှာအဲ့တော့ပါဠိတော်အတိုင်းဆိုရင်တော့ဇံရအောင်ကျင့်တော့ဇံရပြီးမှသာလင်ဉာဏတွေဆက်ပြီးအထုတ်အဲ့တိုင်းတက်ရောက်သွားတယ်ပေါ့ကဲအဲ့လိုဆိုရင်အခုဒီမှာဇံရအောင်အထုတ်
မှာကျင့်တဲ့ပုဂ္ဂိုလ်ဘယ်နှယောက်များရှိတယ်ဘယ်ရိတ်တာများရှိတယ်အဲ့လိုဖြစ်သွားမှာပေါ့ကျန်တဲ့ပုဂ္ဂိုလ်တွေမရနိုင်တော့ဘူးဆိုတဲ့အဓိပ္ပာယ်တက်ရောက်သွားမယ်သို့တော့အထကတာနဲ့ခုနတင်းကြိုတို့လိုဟိုလက်တန်းအထကတာတို့ကနေရှင်းထားတာကကဥပ္ပစာရအထတမပတ္တိယောတဲ့ဥပ္ပစာရတမာတိနဲ့တကွတမာပတ်၈ပါးလုံးကိုတနည်းအားဖြင့်ဥပ္ပစာရတမာတိအပ္ပနာတမာတိနှမျိုးလုံးကိုတမာတမာတိလို့ခေါ်ပါတယ်စိတ်တဝိတ္တုတိလို့ခေါ်ပါတယ်လို့ဒီလိုပြောထားတာဟုတ်လားအဲ့တော့ပြောချင်တာကရူပဇံ၄ပါးသာတမာတမာတိအဲ့လောက်ပဲတမာတမာတိပါဠိတော်ပြောတဲ့အတိုင်းလောက်ပဲလူတွေကလက်ခံမယ်ဆိုအဲ့ဒါရူပပါဠိတော်ကိုပဲလက်ခံပါတယ်ဆိုအဲ့ဒါဇံရအောင်အထုတ်ဖို့ဇံရအောင်အမထုတ်ဖ ೇನೆ ပါဠိတော်ကိုပဲယုံနေအထာဂရတွေမယုံဘူးဆိုတဲ့ပုဂ္ဂိုလ်တွေလာမပြောနဲ့လေနော်အဲ့ဒါဇံရအောင်အထုတ်ရတော့မှာအဲ့ဆိုရင်သုဒ္ဓိပတ္တနာယာနိကပုဂ္ဂိုလ်တော့မရှိတော့ဘူးဆိုတဲ့အဓိပ္ပာယ်တက်ရောက်သွားမှာပေါ့သို့တော့အထာဂရတွေကဖွင့်လိုက်တာကအပ္ပနာတမာတိလို့ခေါ်တဲ့ဇံတမာတိတင်မဟုတ်ဘဲနဲ့ဥပ္ပဇ္ဇရာတမာတိလည်းပဲနိဝရဏညစ်ကြေးတွေမှာကင်းစင်နိုင်တဲ့အတွက်ဥပ္ပဇ္ဇရာတမာတိလည်းပဲရပါတယ်တမာတမာတိလို့ခေါ်ပါတယ်ဝိပဿနာရှုဖို့အတွက်လုံလောက်ပါတယ်လို့ဒီလိုယူဆရတာဒါကြောင့်မို့အထာဂရဖွင့်ဆိုချက်မပါဘူးပါဠိတော်အတိုင်းသာဆိုရင်တော့အဲ့ဒါရူပဇံရအောင်အထုတ်တော်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်သွားလိမ့်မယ်အဲ့တော့ဥပ္ပဇ္ဇရာတမာတိနဲ့လည်းပဲဝိပဿနာကိုသွားလို့ရပါတယ်ဆိုတဲ့အဓိပ္ပာယ်ပဲအဲ့တော့အ ਨੇ ဆုံးဥပ္ပဇ္ဇရာတမာတိတော့ရအောင်အထုတ်ရမယ်အဲ့ဒါလည်းပဲဟိုတလောကဥစဉ်ရှင်းပြခဲ့တဲ့အတိုင်းဥပ္ပဇ္ဇရာတမာတိဆိုတာသုဒ္ဓိပတ္တနာယာနိကပုဂ္ဂိုလ်တွေအတွက်ဆိုရင်တော့တတိတုပ္ပစာရအဖြစ်ခေါ်တဲ့ဥပ္ပဇ္ဇရာတမာတိပြောတာမௌချအဖြစ်တော့ခဏိကတမာတိကိုပြောတာတက္ကမထန်တို့အထုတ်လို့ရောက်လာတဲ့အမြင့်ဆုံးကမ္မောဇရတမာတိကိုပြောတာအဲ့တော့ဒီနေရာမှာဥစဉ်တို့တမတမာတိဆိုတာကတမတမာတိဒီအရာဆိုရင်သူကမစ္စေတိပကနီးလို့ခေါ်တယ်ပေါ့မွေတကောင်ကိုအလဲကနေပြီးမှခါလဲကနေကင်ပြလိုက်တဲ့အခါခေါင်းပိုင်းကိုလည်းမြင်ရတယ်အမိပိုင်းကိုလည်းမြင်ရတယ်အလဲတယ်မဟုတ်ဘူးထို့အတူပဲဒီမှာတမတမာတိဆိုတာရူပဝတ္တဇံ၄ပါးကိုတမတမာတိလို့ခေါ်ပါတယ်လို့အလဲကတမာတိကိုပြလိုက်ရင်သူ့ရဲ့ရှေ့မှာဖြစ်တဲ့ဥပ္ပဇ္ဇရာတမာတိလည်းပဲပါတယ်သူ့တဲ့နောက်ပိုင်းသူ့တဲ့ပို့ပြီးအမြင့်ပိုင်းဖြစ်တဲ့ပါလဲအရူပဝတ္တဇံတွေကိုလည်းပဲတမတမာတိလို့ခေါ်တယ်ဒါကြောင့်ကိုတဥပ္ပစာရအထတမပတ္တိယောစိတ်တဝိတ္တုနာမှာတဲ့ဥပ္ပစာရတမာတိနဲ့တကွတမာပတ်၈ပါးလုံးကိုစိတ်တဝိတ္တုလို့ခေါ်ပါတယ်တမာတမာတိလို့ခေါ်ပါတယ်လို့ဒီလိုအထာဂရတွေကဖွင့်ပြတာဗျအဲ့ဒါကြောင့်မို့ဦးဇင်းတို့ပါဠိတော်အတိုင်းပါဠိတော်ပဲယုံပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေအထာဂရကိုမယုံပါဘူးဆိုတဲ့ပုဂ္ဂိုလ်တွေအဲ့ဒါဇံ၄ပါးရအောင်အထောက်ရတော့မှာမရရင်မရတော့ဘူးဆိုတဲ့အဓိပ္ပာယ်တက်ရောက်သွားမယ်ဟုတ်လားသူတို့ပါဠိတော်ကိုယုံပါတယ်လို့အထာဂရကိုပယ်ခြင်းတဲ့ပုဂ္ဂိုလ်တွေဦးဇင်းထောက်ပြတာပါအထာဂရကိုသူတို့ကအယံကာရောပယ်ပြီးပါဠိတော်ပဲတကယ်ယုံပါတယ်ဆိုရင်ပါဠိတော်အတိုင်းသွားလေပါဠိတော်အတိုင်းသွားဆိုရင်သူတို့သွားတတ်ပါမလားမသွားပါဘူးတို့ရနာကသူတို့တမာတိရအောင်အမထုတ်ခြင်းတဲ့အတွက်ဟို reject လုပ်နေကြတာပါဒါသိအောင်ပြောပြတာနော်ဒါဦးဇင်းတို့ဒီမှာနည်းနည်းအဲ့မှာ line တွေပါဒီမှာဝေဖန်တော့ဦးဇင်းတို့ရှေတချို့ဟာတွေရောက်လာပြီးမှအဲ့ဒါနည်းနည်းပါပါယောဂီပုဂ္ဂိုလ်တွေသိတတ်တဲ့ပုဂ္ဂိုလ်တွေသိအောင်လို့ဒါနည်းနည်းရှင်းပြတဲ့သဘောနောက်တစ်ခုဦးဇင်းတို့ဒီမှာပဲကြုံတုံးပြလိုက်အောင်မယ်ပေါ့ကဲအဲ့ဒါကြုံတုံးပြနေတာနော်ဒါကြီးတွေမြင်ရလားဒါကြီးတွေတော့ပိဋကတ်တွေနဲ့ယဉ်နီးပါပိဋကတ်တွေနဲ့ယဉ်နီးကုန်ပြီဒီမှာကြည့်ဒါဓမ္မပဒမှာလာတဲ့ဟာပေါ့လကုန္ဒကဗတ္တိယထေရဆိုလကုန္ဒကဗတ္တိယထေဆိုတာယဟန္တာပဲဘုရားရှင်လက်ထက်ကမဟာတဝကထဲမှာပါတယ်ဒါဆိုသူကတော့ဟိုရှေးဘဝကကံတခုကိုမှားပြီးလောက်ခဲ့မိတဲ့အတွက်ဘာဖြစ်သွားတော့ဆိုတော့ဒီဘဝမှာပူကွာနဲ့အယုတ်ဆိုးတဲ့ပုံကိုဖြစ်သွားတယ်ပေါ့အဲ့တော့သူ့ကိုဆိုရင်ကိုရင်လေးလိုပဲထင်ကြတာဟုတ်လားကိုရင်လေးလိုထင်ပြီးပူကွာနေတဲ့အခါကျတော့ရန်တာလို့မထင်ကြဘူးတချို့ရန်တွေကသူ့ကိုပြောင်ကျင်ကြတယ်ပေါ့ခေါင်းလေးဘာလေးကိုင်ပြီးမှကိုရင်လေးလိုဘာလေးလိုစကြတဲ့ဓာမျိုးတွေပေါ့သူ့ရန်တာလို့မထင်ကြဘူးတခါကျရင်ပြစ်မှားကြတယ်ပေါ့သူ့ကိုမြင်တာနဲ့ရည်ကျင်ကြတယ်ပေါ့ဒါမျိုးအဲ့လိုဖြစ်တဲ့အခါမှာမြတ်စွာဘုရားကအဲ့ဒီအာဂန္တုရန်တော်တွေဆိုသူ့အကြောင်းကိုမသိတော့မြတ်စွာဘုရားသူ့ကိုကြည့်ပြီးမှအဲ့လိုရည်ကျင်တာတွေပြစ်မှားတာတွေလုပ်နေတဲ့အတွက်မြတ်စွာဘုရားကဒီဂါထာလေးတွေရွတ်ပြီးမှပြောပြတာဒီပုဂ္ဂိုလ်ကဘာလဲပြောချင်တာရန်တာပဲလို့ပြောချင်တာခြေသားရန်တို့သူ့ကိုကြည်စားချမ်းမှာ
သူကအယံဘိက္ခုမာတာပိတရောဟန္တဝါနေထုတ်ခေါ်ဟုတ်တော်ယာတိတဲ့မိဘတွေကိုတတ်ပြီးမှချမ်းဆင်းရဲမရှိဘဲနဲ့သူကသွားလာနေတယ်လို့ဒီလိုပြောထားတာအဲ့မှာဂါထာဒါပါဠိတော်ပဲမြတ်စွာဘုရားကိုယ်တိုင်ဟောထားတဲ့ပါဠိမာတရံပိတရံဟန္တဝါရာဇာနောဒွေစခတိယေရထံတာနုစရံဟန္တဝါအနိကောယတိဗြဟ္မနောသိလားအဲ့ဒီမြင်ရနော်မြင်ရပါတယ်ဗျာအဲ့မှာ294ဂါထာအဲ့ဒါဓမ္မပဒမှာပါဠိမှာသွားကြည့်အဲ့တော့အမိဖကိုတတ်ပြီးမှတဲ့မာတရံပိတရံဟန္တဝါဆိုအမိဖကိုတတ်ပြီးမှရာဇာနောဒွေစခတိယေဟုတ်လားမင်းနှစ်ပါးကိုလည်းပဲရာဇာနောဒွေစခတိယေမင်းနှစ်ဦးကိုလည်းပဲတတ်ပြီးမှရထံတာနုစရံဟန္တဝါတိုင်းပြည်မှာလှဲ့လေပြီးမှရထံတာနုစရံဟန္တဝါတတ်ပြီးမှတိုင်းပြည်မှာလှဲ့လေနေတဲ့ဗာလဲအနိကောယတိဗြဟ္မနောတဲ့ဟုတ်လားဆင်းရဲဒုက္ခမရှိတဲ့ဗြဟ္မဏဟာသွားလာလှဲ့လေနေပါတယ်လို့ဒီလိုလေးပြောချင်တယ်အဲ့တော့အဲ့ပါဠိအတိုင်းနာအထာဂရာအဖွင့်ကိုမကြည့်ဘူးဆိုရင်ကဲမာတရံပိတရံဟန္တဝါမိဘနှစ်ပါးကိုတတ်ပြီးမှဒီပုဂ္ဂိုလ်ကလှဲ့လေနေတယ်ဆင်းရဲမရှိဘဲနဲ့လှဲ့လေနေတယ်ဆိုတော့ကဲအမိအဖအရင်တွေကိုသွားတတ်ကြည့်ပါလားဘာဖြစ်တော့မှာဒီပုဂ္ဂိုလ်ဘယ်လိုဆင်းရဲမရှိပဲဖြစ်မှာလဲပါဠိပြောတိုင်းနာယူမယ်ဆိုရင်ပြောတာဒါပေမဲ့အထာဂရာအဖွင့်ကိုကြည့်လိုက်တဲ့အခါကျတော့မာတရံပိတရံဟန္တဝါဆိုတာအမိအဖကိုတတ်တယ်ဆိုတာကြည့်ဒီမှာသူကတဏှာဇနေဟိပုရိတံဆိုတဲ့အတိုင်းအဲ့ဒါမြတ်စွာဘုရားတန်ရုပ်ပါဠိတော်မှာဟောထားတယ်အဲ့လိုဟောထားတဲ့အတွက်တိတုဘွေတုတတ္တနာဇနနာတော့တဏှာမာတနာမှာတဲ့ဘဝ၃ပါးတို့မှာသရဝါတွေကိုဖြစ်စေတတ်တဲ့အတွက်တဏှာလို့ခေါ်တဲ့ခရေပင်ကိုဗာလဲမာတာအမိလို့ခေါ်ပါတယ်တဲ့ဒီနေရာမှာပြောချင်တာအမိရင်းကိုပြောတာမဟုတ်ဘူးသတိတုပ္ပစာအဖြစ်တဏှာကိုမာတာအမိလို့ခေါ်တယ်လို့ပြောတာအဲ့တော့တဏှာကိုတတ်တာကိုဒီမှာမာတာအမိကိုတတ်တယ်လို့ပြောတာတော့ပေါ့လားအဲ့ဒါအထက်ကရာအဖွင့်တာမပိုင်တော့တကယ်အမိရင်းအဖရင်းတွေတတ်ပြီးသွားနေတဲ့ပုဂ္ဂိုလ်လို့ပြောတော့မှာပဲအဲ့ဒါပါဠိတော်ကိုပဲပါဠိတော်အတိုင်းလိုက်နာခြင်းပါတယ်ပါဠိတော်အတိုင်းဟိုနားလည်ပါတယ်ဆိုတဲ့ပုဂ္ဂိုလ်အထက်ကရာအဖွင့်မပါပဲဘလို့သွားနားလည်မလဲအမိရင်းကိုသွားတတ်လိုက်လို့ဘလို့သွားရမလဲအဲ့တော့ပြီးတော့ဗာလဲအတုကတ္တနာမရိညောအတုကတ္တနာမရိညောဝါရာဇမာမတ္တတဝပုတ္တောတိပိတရနိတယအတ္တမိမာနတဥပ္ပဇနသောအတ္တမိမာနောပိတနာမကဲအတ္တမိမာနဆိုတာငါလို့တက်ကြွနေတဲ့မာနကိုအတ္တမိမာနလို့ခေါ်တယ်ဘာလို့လဲဥမာထားပါတော့အတုကတ္တနာမရိညောဝါရာဇမာမတ္တငါကဒီမီနီစတာရဲ့သားပဲဟုတ်လားဒါမှမဟုတ်ဒီမင်းရဲ့သားပဲဘိုးချုပ်ကြီးရဲ့သားပဲစသည်ဖြင့်ကိုယ့်ရဲ့အဖေကိုအကြောင်းပြုပြီးမှယာဓုကိုအကြောင်းပြုပြီးမှမန်တက်နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့လိုမန်တက်နေတဲ့ပုဂ္ဂိုလ်ဟာဗာလဲထောင်လွှားတက်ကြွနေတဲ့ပုဂ္ဂိုလ်အတ္တမိမာနလို့ခေါ်တယ်ဒါကြောင့်မို့ကိုယ့်ရဲ့အဖေရဲ့ယာဓုဂုဏ်တင်ကိုအကြောင်းပြုပြီးသားတွေကမန်တက်နေတာဖြစ်တဲ့အတွက်ဒီအတ္တမိမာနကိုဗာလဲပိတာအဖေလို့ခေါ်တယ်တဲ့ဒီနေရာမှာအထာဂရမရှင်းပြရင်တော့အဖေရင်းလို့ထင်သွားမှာပဲဟုတ်ဘူးလားအဲ့အဖေကိုတတ်လိုက်မှရှိတာပေါ့အဲ့ဒါဆိုရင်ဗာလဲသူကဒုက္ခမရှိဘဲနဲ့ဗာဖြစ်သွားမလဲလှဲ့လှဲ့သွားလာနေတယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်သွားမယ်ဒီအထာဂရအဖွင့်မပိုင်ဘယ်လိုသွားသိမလဲအမိကိုလည်းတတ်တယ်အဖကိုလည်းတတ်တယ်ဆိုတာပြောချင်တာအမိဖြစ်တဲ့တဏှာကိုလည်းတတ်တယ်အဖဖြစ်တဲ့မာနကိုလည်းတတ်တယ်ရာဇာနောဒွေစခတ္တိဆိုတာနောက်ထပ်အဲ့မှာတတ္တရဒိဋ္ဌိနဲ့ဥစ္စေတဒိဋ္ဌိကိုလည်းပဲတတ္တရဒိဋ္ဌိနဲ့ဥစ္စေတဒိဋ္ဌိကဘရဝရရဲ့တန်တန်မှာဟုတ်လားမင်းမူနေတဲ့အယူတွေပဲစွဲယူနေတဲ့အယူတွေပဲဒါကြောင့်သူတို့ကိုလည်းပဲမင်းနေနဲ့တူတယ်မင်းနှစ်ပါးနဲ့တူတယ်လို့ပြောတာအဲ့မင်းနှစ်ပါးကိုလည်းသူတတ်လိုက်ပြီဟုတ်လားကဲပြီးတဲ့အခါကျတော့ဗလာဒရတ္တယရဏာနိဝိတ္တရတနာရထသတိတ္တရထံနဲ့ကဲရထဆိုတာတခြားကိုပြောတာမဟုတ်တိုင်းပြည်ကိုပြောတာမဟုတ်ဘူးဒီနေရာမှာအာယနာ12ပါးကိုပြောတာပါတဲ့ဟုတ်ပြီလားကဲအဲ့လိုတာဖွင့်ထားတာကိုဦးဇင်းတို့မကြည့်နိုင်ဘူးဆိုရင်ဘာဖြစ်သွားမှာဘယ်လိုလုပ်သိမလဲဗျမနဆိုတာတခြားကိုပြောတာမဟုတ်ဘူးဒီမှာယဟန္တာကိုပြောတာတဲ့ကဲဟုတ်လားပြီးတော့အနုစရဆိုတာလည်းပဲဒီမှာနန္ဒီရာဂလို့ခေါ်တဲ့ဆွဲလန်းတက်မဲ့မှုကိုပြောတာပါတဲ့ကဲအဲ့ဒီပုဂ္ဂိုလ်ကယန္တာပုဂ္ဂိုလ်ကဒီတဏှာတို့မာနတို့ပြီးတော့ခုနကတတ္တရဒိဋ္ဌိတို့ဥစ္စေတဒိဋ္ဌိတို့အဲ့ဓာတွေကိုလည်းပဲပယ်တတ်လိုက်ပြီနန္ဒီရာဂကိုလည်းပဲပယ်တတ်လိုက်ပြီဒါမျိုးပေါ့ဒါကြောင့်မို့သူ့မှာဆင်းရဲဒုက္ခမရှိတော့ဘဲနဲ့လှဲ့လှယ်နေရပါတယ်တဲ့ဟုတ်လားဣတိတံတဏှာတိနံတဏှာစသည်ကိုအရတ္တမဲ့ဉာဏ်တန်လျက်ဖြင့်ပယ်တတ်လိုက်ပြီဖြစ်တဲ့အတွက်ယန္တာပုဂ္ဂိုလ်ဟာဆင်းရဲဒုက္ခမရှိဘဲနဲ့သွားလာလှဲ့လှယ်နေရပါတယ်လို့ဒီလိုဆိုလိုတာဗျကဲ
ဲအဲ့ဒုတိယဂါထာလည်းထို့အတူပဲမတရံပိတရဟံတောရာဇာနောဒွေစာတွတိဝေကပစ္စမဟံတောအနိကောယာတိဖြစ်မနောထို့အတူပဲအဲ့မှာဘာလေးပို့လာတော့ဆိုဝေကပစ္စမဟံနဲ့ဝေကပစ္စမဟံဆိုဝေကဆိုတခြားပြောတာမဟုတ်ဝိသိကိစ္စယုံမတန်တရားကိုပြောတာယုံမတန်တရားဖြစ်တဲ့ဝိသိကိစ္စလင်၅ခုမြောက်ရှိတဲ့និဝရဏ၅ပါးတဲ့ကဲនិဝရဏ၅ပါးကိုပယ်တတ်ပြီးမှရန္တာဖြစ်တဲ့ပုဂ္ဂိုလ်ဟာချမ်းသာစွာဆင်းရဲဒုက္ခမရှိဘဲနဲ့လှဲ့လည်နေရပါတယ်လို့ပြောတာကဲအဲ့တော့ပြောချင်တာကဒီမှာအမိတို့အဖတို့ဆိုတာအမိရင်းအဖရင်းတွေကိုတကယ်ပြောတာမဟုတ်ဘူးအမိနဲ့တူတဲ့အတွက်တဏှာကိုမာတရလို့ပြောတယ်မာနတော့အဖနဲ့တူတဲ့အတွက်ပိတရလို့ပြောတယ်တတ္တရဒိဋ္ဌိဥစ္စေရဒိဋ္ဌိတွေကတော့မင်းမူနေတာဖြစ်တဲ့အတွက်သရဝရရဲ့တဏ္ဍာမှာမင်းမူနေတဲ့အယူအဆွဲတွေဖြစ်တဲ့အတွက်ဒါကိုတော့မင်းနဲ့တူတယ်လို့ဒီလိုပြောတာပါတတိတုပ္ပစာလို့ခေါ်တယ်ဟုတ်လားတူအတူပြုပြီးမှဒါဥပမာပြုပြီးမှဟောလောက်ထားတာဖြစ်တဲ့အတွက်သူတို့ကိုသတိတုပ္ပစာလို့ဒီလိုပြောတယ်ဗျ။ခဲအဲ့ဒါယောဂီပုဂ္ဂိုလ်တွေကိုဦးဇင်းကနည်းနည်းလေးရှင်းအောင်ပြောပြလိုက်တဲ့သဘောအဲ့ဒါဟုတ်လားတရားကြီးတွေအဲ့ဒါနည်းနည်းအဲ့လိုပုဂ္ဂိုလ်တွေဟောပြောတာရှိရင်ဒါလေးတွေတိထားဖို့လိုတယ်မဟုတ်ရင်သူတို့ပြောတာပဲဟုတ်အောင်မေ့သွားဟာဒီအထက်ကရာတွေကပြားဟောမဟုတ်ပါဘူးဘာညာဆိုပြီးဒီလိုတွေဖြစ်ကုန်တာဟုတ်လားကဲအဲ့ဒါဆိုရင်ကျင့်စဉ်ဒီမှန်တိုင်းမသိနိုင်တော့ဘူးမသိနိုင်ရင်မကျင့်တော့ဘူးပေါ့အခုကသူတို့မကျင့်နိုင်တဲ့အတွက်တရားအထက်ကရာတွေကိုပယ်ကျင်တာအဲ့တော့ပါဠိတော်အတိုင်းလိုက်ပါတယ်လို့သူတို့ကပြောတယ်ပါဠိတော်တော့သူတို့အဓိကအားထားပါတယ်လို့ပြောဟုတ်ပါတယ်အဓိကတော့အားထားမှာသို့သောပါဠိတော်ပြောတဲ့လောက်ကိုသူတို့တကယ်သိသလားအထက်ကရာအဖွင့်မပါဘဲနဲ့မသိနိုင်ဘူးဒါကြောင့်မို့ပါဠိတော်လောက်နဲ့ဒီကျင့်စဉ်တွေကိုနိဗ္ဗာန်ရောက်တည်ဒီကျင့်ဖို့အတွက်ပြည့်ပြည့်စုံစုံမသိနိုင်တော့ဘူးအဲ့ဒါလေးမှတ်ထားပါဠိတော်အထက်ကရာရှင်းလင်းချက်တွေမပါဘဲနဲ့ဘယ်လိုမှမရနိုင်ဘူးဒါကြောင့်မို့အထက်ကရာရှင်းလင်းချက်တွေကိုခုနလိုဟိုမှသူတို့ရဲ့ဟို description တွေပေါ့နော်သူတို့ compose လုပ်တဲ့ဟာတွေဟိုမှာမြင့်မို့တောင်ကဘယ်နဲ့ညာနဲ့ဘာတွေညာတွေစသည်ဖြင့်ဒီလိုဟိုပြောတဲ့ဟာတွေဘာတွေတော့နည်းနည်းပါးပါးလွန်တာရှိရင်ရှိမှာပေါ့သူတို့ကတော့ဗာလဲဂုဏ်တော်တွေကိုဖွဲ့နှွယ်ပြီးမှအမွန်းတင်ပြီးမှဖွဲ့တာဖြစ်တဲ့အတွက်နည်းနည်းပါးလွန်တာရှိရင်ရှိမယ်ဟိုမှာကတာဝရင်တနတ်ပြည်ကိုနှစ်ဖွားနှစ်လမ်းသုံးဘွားနဲ့တက်ပါတယ်ဆိုတာမျိုးဟောစားပြီးသူတို့မယုံကျင်တော့ဘူးပေါ့မြတ်စွာဘုရားဟုတ်လားဒါမျိုးလေးတွေသူတို့ဒါသူများတွေအသိဉာဏ်နေတဲ့ပုဂ္ဂိုလ်တွေကိုသူတို့ confuse ဖြစ်သွားစေနိုင်တယ်ပေါ့အဲ့တော့အဲ့လိုသူတို့ကနေပြောလိုက်တဲ့အခါကျတော့သူတို့ပြောချင်တာသူတို့ကိုယ်တိုင်ကဒါတွေကိုမကျင့်နိုင်တော့အထက်ကရာကို reject လုပ်ချင်တယ်ပေါ့ reject လုပ်လို့တော့ဒီပုဂ္ဂိုလ်မညာကိုညာရဖို့မဖြစ်နိုင်ပါဘူးဘာလို့ reject လုပ်နေလဲဆိုရင်သူတို့ကိုယ်တိုင်မရှုခြင်းလို့မရှုနိုင်လို့ဒါမျိုးပဲလက်မခံနိုင်တာဖြစ်နေကြတာတကယ်လက်တွေ့ရှုကြည့်ပါလားဥမာဇန်တရားတောင်မှရအောင်အမထုတ်နိုင်ဒီဇန်ဘယ်လိုလုပ်သွားလက်ခံမလဲအဲ့တော့ရအောင်အထုတ်ကြည့်ရင်ဒီဇန်နဲ့ပတ်သက်ပြီးကိုယ်တိုင်ရသွားပြီဆိုရင်ဘာလို့လက်မခံစရာအကြောင်းရှိရမှာလဲကျန်တဲ့ရုပ်တည်နာနေလဲထို့အတူပဲဗောဒီလိုရှုရမယ်ဆိုရင်လက်တွေ့ရှုကြည့်စနစ်တကျရှုဖို့တော့လိုတယ်ရှုပြီးရင်ဒီပုဂ္ဂိုလ်ကလက်တွေ့ရှုပြီးတဲ့ပုဂ္ဂိုလ်ကတကယ်လက်ရှုလို့ရပါတယ်ဆိုရင်ဘာလို့လက်မခံနိုင်တယ်ရှိရမှာလဲကဲအဲ့ဒါကတော့အဲ့ဒါနဲ့ပတ်သက်ပြီးနောက်တစ်ခုကပြောဦးမယ်ဒါကြုံတော့ပြောရတာဟုတ်လားအဲ့တော့ဦးဇင်းတို့အင်္ဂုတ္တရနိကေမှာတတ္တကနိပတ်မှာတတ္တသူရိယတုတ်ဆိုတာရှိတယ်ပေါ့တတ္တသူရိယတုတ်ဆိုတာနေ9ဆင်းမှာကဲသူတို့ရဲ့မြင့်မို့တောင်အကြောင်းလဲအဲ့မှာပါဠိတော်မှာကိုယ်တိုင်ပြောထားပါတယ်သူတို့မေ့နေလို့လားမသိဘူးဒါအထက်ကရာလို့ဆိုလို့ပုံပေါ်တယ်မြင့်မို့တောင်ကယူဇနာပေါင်း8400အမြင့်ရှိပြီးယူဇနာပေါင်း8400အလျာဏံပေါ့လေအကျယ်ရှိတယ်ပေါ့4000ဟုတ်လားယူဇနာပေါင်း8400အလျာဏံအကျယ်ရှိတယ်ပြီးတော့အဲ့ဒါမြင့်မို့တောင်ရဲ့အပေါ်ကိုလည်းပဲယူဇနာပေါင်း8400မြင့်တက်နေတယ်ဟိုသမုဒ္ဒရာထဲမှာလည်းပဲယူဇနာပေါင်း8400နှစ်မြုပ်နေတယ်အဲ့ဒါမြင့်မို့တောင်ရဲ့ပုံစံနဲ့တည်နေရပေါ့နော်ဒါမြတ်စွာဘုရားကိုယ်တိုင်ဟောထားတာအဲ့တတ္တသူရိယတုံးအဲ့ဒါတွေကိုလည်းပဲသူတို့မြင့်မို့တောင်ရှိရင်အခုဒီမှာကဘာပတ်ပြီးသွားနေတာဘာလို့မတွေ့လဲဆိုတာမျိုးလေးဖြစ်ကိုကမြင့်မို့တောင်မြင်နိုင်တဲ့ဒေဝစက္ခုလို့အဘိညာဉ်လို့ဘာလို့ရအောင်လုပ်ကြည့်ပေါ့လုပ်ကြည့်လို့ရရင်သူတို့မြင်မှာပေါ့အဲ့လိုအစွမ်းစားမရှိဘဲနဲ့ဘယ်လိုမြင်မလဲဟုတ်လားအဲ့ဒါအခုသွားနေဘယ်လိုမြင်မလဲဆိုတာမျိုးတွေဖြစ်လာတယ်နောက်တစ်ခုအဲ့ဒီမှာပဲမြတ်စွာဘုရားကနေ90မှာကဲပထမနေဒီနေတစ်စင်းထွက်နေတယ်ဦးဇင်းတို့ဆိုရင်ဒါနေမြင်နေရတယ်အဲ့ဒီနှစ်ပေါင်းများစွာကြာတဲ့အခါကျရင်မိုးကနှစ်ပေါင်းရာထောင်ချီပြီးမှမရွာပဲနေတတ်တယ်နေပြီဆိုရင်အဲ့မှာအကုန်လုံးသရဝါတွေလည်းတစ်ပင်တွေဘာတွေလည်းပဲအကုန်လုံး6သွေ့ဒီလိုဖြစ်သွားလိမ့်မယ်ဒါပထမနေဒုတိယနေထွက်လာတဲ့အခါကျရင်တော့ဘာဖြစ်မလဲဒုတိယနေထွက်လာတဲ့အခါကျရင်နေ20ဖြစ်သွားပြီဆိုရင်အဲ့ဒါဒီမြင့်ငယ်တွေဟ
là ai nghe đi cùng luôn khăn chọc rồiဟုတ်လားကဲတော့တတိယနေထွက်လာတဲ့အခါကျနေသုံးစင်းဖြစ်သွားမယ်နေသုံးစင်းဖြစ်သွားပြီဆိုရင်ဘာလို့မလို့အဲ့ဒါဟိုစာရဆိုရင်တော့ဂင်္ဂါတို့ယမုနာတို့ဆိုတဲ့အိန္ဒိယမှာရှိတဲ့မြစ်ကြီး9စင်းအကုန်လုံးခန့်ချောက်သွားမယ်ကဲနောက်တစ်ခါစတုဒ္ဓနေထွက်လာမယ်စတုဒ္ဓနေထွက်လာပြီဆိုရင်အဲ့ဒီမြစ်တွေကိုလာနေတဲ့အမွန်စားဖြစ်တဲ့ဦးဇင်းတို့ဟိမွန်တာမှာအနောတထအိုင်တို့စတဲ့အိုင်ကြီးတွေရှိတယ်အဲ့ဒီအိုင်ကြီးတွေလည်းခန့်ချောက်သွားမယ်မြစ်တွေလည်းခန့်ချောက်အိုင်ကြီးတွေလည်းခန့်ချောက်သွားမယ်နောက်တစ်ခါပြင်စမနေ9ခုမြောက်နေထွက်လာပြီဆိုရင်တော့သမုဒ္ဒရာရေတွေအဲ့ဒါဖြည်းဖြည်းနဲ့ခန့်ချောက်သွားမယ်ဟုတ်လားယူဇနာရှိအောင်ဒီနှစ်တဲ့နောက်ပိုင်းထန်း9ဆင့်5ဆင့်3ဆင့်2ဆင့်1ဆင့်စသည်ဖြင့်ဖြည်းဖြည်းနဲ့နောက်ဆုံးဘာဖြစ်သွားမှာလဲခြေစက်လောက်ပဲရှိတော့မယ်တဲ့သမုဒ္ဒရာထဲမှာရှိတဲ့ရေတွေအဲ့ဒါပင်စမနေထွက်လာတဲ့အခါကျရင်ပြီးရင်6ခုမြောက်နေထွက်လာတဲ့အခါကျရင်ဒီမှာပထဝီမြေကြီးနဲ့မြင်းမို့တောင်ကအကိုးတွေတလူလူထွက်လာလိမ့်မယ်မီးလောင်တော့မှာပေါ့မီးလောင်ကနီးပြီကဲ9ခုမြောက်နေထွက်လာပြီဆိုရင်တော့ဒီမဟာပထဝီမြေကြီးနဲ့မြင်းမို့တောင်အကုန်လုံးမီးဆွဲလောင်ပြီတဟုံဆွဲလောင်ပြီးရင်တော့ဒီမှာမီးသွေးတို့ပြားတို့ဘာမှမကြံဘူးတခါတည်းအကုန်ပျောက်သွားမှာအဲ့ဒီမီးစတွေကဘယ်ထိရောက်သွားမှာလဲမီးညွန့်တွေကဓမ္မပြည်ထိလောင်သွားမယ်ဒါကဘာပြက်ပုံပြောတာဟုတ်လားမီးကြောင်ပြက်တဲ့ကဘာကိုပြောပြနေဟုတ်လားနောက်ပိုင်းကဘာပြက်တဲ့အခါကျရင်အဲ့ဒါကဖြစ်လာလိုက်အောင်မယ်တဲ့အဲ့တော့ပြောချင်တာမြင်းမို့တောင်တို့ကဘာတို့တောင်မှပြက်ဥမှာဆိုရင်ဒီတရားဘာတွေဘယ်မှမပြည့်စည်ပဲနေမလဲဘလောက်ပဲအသက်ရှိရှိအကုန်တည်ကြမှာပဲဘလောက်ပဲရှိရှိအကုန်ပြည့်စည်ကြမှာပဲဒါကြောင့်သင်္ခါရတရားတွေအပေါ်မှာငတ်ချစ်သားရဟန်းတို့ညီငွေကြစမ်းမှာဒီသင်္ခါရတရားတွေကလွတ်မြောက်အောင်လုပ်ကြစမ်းမှာဒီသင်္ခါရတရားတွေမရှိရာဖြစ်တဲ့နိဗ္ဗာန်ကိုရအောင်လုပ်ကြစမ်းမှာလို့မြတ်စွာဘုရားအဲ့မှာဟောထားတာအဲ့မှာဟောထားပြီးတော့အဆုံးမှာဗာပြောထားတော့ဆိုတော့ဒိဋ္ဌိပတိဟိတဲ့ဟုတ်လားအညတ္တရဒိဋ္ဌိပတိငါအခုလိုဟောပြလိုက်တဲ့ဒီနေ90ထွက်မဲ့ဟာတွေဒီမြင့်မို့တောင်အကြောင်းနေဆိုတာရှိတယ်အဲ့ဓာတွေကိုဒိဋ္ဌိပတိဟိတဲ့သစ္စာ၄ပါးကိုမြင်ပြီးဖြစ်တဲ့သောတာပန်ပုဂ္ဂိုလ်ကပဲယုံမယ်တဲ့ကျန်တဲ့ပုဂ္ဂိုလ်တွေမယုံနိုင်သေးယုံဖို့ခက်လိမ့်မယ်လို့ပြောချင်တာဟုတ်လားအဲ့တော့သောတာပန်ပုဂ္ဂိုလ်ပဲယုံမယ်ဆိုတော့ကျန်တဲ့အရိယာတွေပဲယုံမယ်ပေါ့ပုထုဇဉ်တွေကဗုဒ္ဓဘာသာဖြစ်ရင်တော့မှယုံဖို့ခက်လိမ့်မယ်ပေါ့ခုနပုဂ္ဂိုလ်တွေကဒါမျိုးပေါ့ဟုတ်လားမြတ်စွာဘုရားကိုယ်တိုင်အဲ့လိုပြောထားတာအဲ့တော့မြတ်စွာဘုရားပြောထားတာကိုယုံတကယ်အပြည့်အဝယုံကျင်ပါတယ်ဆိုရင်တော့အဲ့ဒါဒိဋ္ဌိပဒလို့ခေါ်တဲ့သစ္စာ၄ပါးကိုသိမြင်တဲ့သောတာပန်ပုဂ္ဂိုလ်ပြောင်းလို့ဒါဆိုရင်မြတ်စွာဘုရားပြောတာကိုယုံတယ်ပေါ့ခုနကသူတို့ကပြောတာမြတ်စွာဘုရားပြောတာတော့ယုံပါတယ်အထာဂရတွေမယုံလို့ပြောချင်တာကခုနအတိုင်းပါဠိတော်လောက်ကိုကြည်ယုံတဲ့တကယ်သိနိုင်ရဲ့လားမသိနိုင်ပါဘူးဒါကြောင့်မို့အထာဂရတွေဖွင့်ဆိုချက်လိုအပ်ပါတယ်ထာဂရဆိုတာလည်းတကယ်တမ်းကျမြတ်စွာဘုရားကိုယ်တိုင်ဖွင့်ဆိုထားတာတွေသုံးဖို့ရှင်သာရိပုတ္တရာတို့စတဲ့ပုဂ္ဂိုလ်တွေဖွင့်ဆိုထားတဲ့ပကိဏကဒေသနာတွေကိုသာအထာဂရလို့ခေါ်ခြင်းဖြစ်ပါတယ်အဲ့ဒါလေးကိုသိစီခြင်းလို့ယောဂီပုဂ္ဂိုလ်တွေပြောတာသို့တော့အထာဂရပြောသမျှအကုန်လုံးယုံရမယ်တလို့တော့မဟုတ်တချို့အိမ်မှာဟုတ်လားအဲ့ဒါအကြီးတွေပြောရတော့တေသိန်းကားတို့ဘာတို့သူတို့ဇက်လိုက်မင်းသားရဲ့ဟွာတွေကောင်းကင်ပြန်လာတွေဘာတွေမလုပ်ကြဘူးလားအဲ့ဒါတွေကိုကဲသူတို့ကတော့ဒီဇက်လိုက်ကိုနည်းနည်းချင်းမြောက်ပြီးရေးတာပြူတာဗောတကယ်ဟုတ်ချင်မှာတော့ဟုတ်မှာအဲ့ဒါမျိုးဖြစ်စဉ်နဲ့ပတ်သက်တာတော့နည်းနည်းချင်းအမွန်းတင်ပြီးမှနည်းနည်းအမွန်းတင်လွန်တဲ့နေရာတွေရှိကောင်းရှိလိမ့်မယ်အဲ့ဒါတွေကကျင့်စဉ်နဲ့တိတ်မပတ်သက်ပါဘူးလို့ဆိုကျင့်စဉ်နဲ့ပတ်သက်ပြီးမှဘယ်တော့မှပို့ဖို့လုံးမရေးဘူးလိုအပ်တဲ့လောက်ပဲရေးအဲကြောင့်ကျင့်စဉ်ကိုတော့ယုံကြည်ရမယ်ဆိုတာလေးမှတ်ထားမယုံကြည်ဘူးဆိုရင်တော့မရဘူးလို့သင်ပြောထားပြီးသားပဲဟုတ်လားသူတို့တိမသိနိုင်ဘူးသိကြတယ်သိပါတယ်လို့ပြောရင်လည်းအဲ့ဒါတခုတော့လွဲနေပြီလို့မှတ်တော့ခဲအဲ့ဒါလေးတွေဦးဇင်းကဒါသိအောင်ကြုံတုံးပြောပြလိုက်တာပါဟုတ်ပြီလားကြုံတုံးပြောပြလိုက်တော့ဟောဒါနဲ့ပဲဟောလားတဏှာပြည့်တော့မှာပဲအဲ့တော့ဦးဇင်းတို့ဒီလက္ခဏာစတုတ်ကကိုပြောနေတဲ့အပိုင်းမှာခုနကလောဘတို့ဒေါသတို့မောဟတို့စသည်ဖြင့်အထက်လျောက်တော့ပြောခဲ့ပြီးသားကဲအဲ့တော့ဒီမှာဦးဇင်းတို့ကဲလောဘနဲ့ပတ်သက်ပြီးနည်းနည်းပြောအောင်မယ်ကဲအဲ့လက္ခဏာစတုတ်ကတော့တရားကြီးတွေခဏခဏတော့ဟောပြနေရတာနော်အဲ့လောဘအာရမဏေခဏလက္ခဏာအဘိသင်္ဂရတ္တောအပရိစ္ဆာကပိစုပတ္တနောတန်ယောဇနိယဓမ္မေတုအတ္တရတဒနာပရထနောဆိုတော့အာယုံငါဟာလို့ဆွဲလန်းယူနေတဲ့သဘောတရားဆွဲယူနေတဲ့သဘောတရားလောဘပဲအာယုံပေါ်မှာအလွန်ကန့်ညိတဲ့သဘောတရားဟာဗာလဲအာယုံပေါ်မှာအလွန်ကန့်ညိခြင်းကိစ္စရှိတယ်ပေါ့
အပရိစ္ဆာကပိစုပဋ္ဌာန်တော့ဒီအာယုံကိုမစွန့်လွတ်နိုင်ဘူးကန့်ကြည့်သွားပြီဆိုမစွန့်လွတ်နိုင်တဲ့သဘောတရားရှိတယ်ဟုတ်လားမစွန့်လွတ်နိုင်တော့ဘူးတန်ရောဇနိယဓမ္မေသူအတ္တရာဒသနာပဋ္ဌာန်တော့တန်ရောဇင်ဖြစ်ရအာယုံတရားတို့မှာသူ့ဘာလို့ဆွဲယူနေတဲ့တင့်တယ်တယ်လို့ဆွဲယူနေတဲ့ဒိဋ္ဌိလည်းဤဆိုတော့အကြောင်းရှိတယ်ဆိုပြီးမှပြောခဲ့ပြီအဲ့ဒီမှာတချို့ဇာလန်းလေးတွေနဲ့ပြောခဲ့တော့အဲ့လောဘနောက်ကိုလိုက်သွားတော့ဘာဖြစ်သွားတော့အဲ့ဒါကောကာလိကတို့လေအရှင်ကောကာလိကတို့ဘာဖြစ်သွားတော့ရှင်ကောကာလိကတို့ရှင်သိုက်ဗုဒ္ဓတို့ရှင်မမောက္ကလန်တို့ကိုပြစ်မှားပြီးမှအဲ့ဒါလောဘကိုအခြေခံပြီးပြစ်မှားလိုက်တဲ့အတွက်နောက်ဆုံးအနာစိမ့်နေပေါက်ပြီးမှအဝီစီကိုကြာသွားတယ်အဲ့ဒါဗဇက်ကိုမဆောင်ထင်းခဲ့တဲ့အတွက်အဲ့ဒါကိုဗဇက်ကိုမဆောင်ထင်းတဲ့အတွက်အဲ့လိုဖြစ်သွားတော့မြတ်စွာဘုရားသူ့ရဲ့အတိတ်ကြောင့်ကိုဟောပြတယ်သူ့ရဲ့အတိတ်ကြောင့်တရားကြီးတွေဟိုကလေးတော်ကဥစဉ်တို့ဖတ်စာထဲမှာတွေ့ဘူးတယ်ထင်တယ်ဟင်္ဒနာကောင်ကလက်ကြီးတစ်ကောင်ကိုဒုတ်တစ်ချောင်းပါလေဟိုဘက်ဒီဘက်ဆွဲပြီးမှအဲ့ဒါသူ့ရဲ့အတိတ်ကြောင့်ပဲဗဇက်ကိုမဆောင်စည်းခဲ့တဲ့အတွက်အဲ့လက်ကဘာဖြစ်တော့အဲ့ဒါသူတို့ဟိမွန်တာကနေပြီးမှရေတွေခန်းချောက်တဲ့အခါကျတော့တို့ဟိုဘက်မှာတော့တို့နေတဲ့ဟိမွန်တာဘက်မှာတော့အိုင်ကြီးတွေရှိတယ်အဲ့ကိုမင်းခေါ်သွားမယ်ဆိုတော့ခေါ်သွားတာသူ့ကိုတနာပြီခေါ်သွားတဲ့အခါဒါပေမဲ့မင်းဗဇက်တော့ဆောင်စည်းရမယ်လို့ပြောထားတာကိုမဆောင်စည်းပဲနဲ့ဟိုမင်းရင်ပြင်ရဲ့အပေါ်ရောက်တဲ့အခါကျတော့ကလေးတွေကဟိုမှာအင်တာနက်ကောင်လက်ကြီးကိုဟိုဒုံနဲ့ဟိုမှားသွားကြတယ်တည်သွားကြတယ်လို့ပြောတာအေးငါနဲ့ငါမိတ်ဆွေတွေကငါခေါ်သွားတာမင်းတို့နဲ့ပါဆိုင်လဲသူကပြောချင်တာဗဇက်ကဟားလိုက်တယ်နဲ့တခါတည်းအောက်ပြုတ်ကျသွားတာဟုတ်လားဟိုအစောတဲ့နဲ့မသွားပါနဲ့ဗဇက်မပြောပါနဲ့စကားမပြောပါနဲ့လို့ဟိုကသတိပေးထားရတယ်နဲ့မရဘူးအဲ့မှာဗဇက်ဟားလိုက်တော့တခါတည်းကိုယ့်အကူပဲကွဲကျသွားတာအဲ့ဒါတခြားမဟုတ်ဒီကောကာလိကပဲအတိတ်ဘဝဖြစ်ခဲ့တာအဲ့တော့အတိတ်ဘဝကသူ့ရဲ့ habit ကအဲ့ဒါဒီအထိပါတာပဲဟုတ်လားဒီဘဝမှာလည်းအဲ့လိုရှင်သိုက်ဗုဒ္ဓနဲ့ရှင်မောက္ကလန်ကိုဗဇက်ကိုမဆောင်စည်းတဲ့အတွက်ဘာဖြစ်သွားတော့အဲ့ဒါဒုက္ခတွေရောက်ပြီးအခုအဝီစီမှာအခုတိရှိနေရတော့အဲ့ဒါကိုသူကမြတ်စွာဘုရားအဲ့မှာဂါထာလေးနဲ့ဟောထားတာလူတယောက်ရဲ့ပုဂ္ဂိုလ်မှာမွေးဖွားလာတဲ့နဲ့လူတယောက်ရဲ့ပါးစပ်ထဲမှာတဲ့ဓမ္မကြီးတစ်လက်ပါလာတယ်တဲ့အဲ့ဒီဓမ္မကြီးနဲ့ဒီပုဂ္ဂိုလ်ဟာမကောင်းသူများရဲ့မကောင်းကိုပြောပြီးမှကိုယ့်ရဲ့ဗာလဲကိုယ့်ရဲ့ခန္ဓာကိုလိဖြတ်သွားတယ်တဲ့ပရိသတ္တယဇာတတကုထာရိဇာယတိမုခေယာယစိန်တတိအတ္တနံဘာလောဒုက္ခတိတံဗနေဆိုပြီးမှဒီလိုပြောထားတာဟုတ်လားမကောင်းတဲ့ပုဂ္ဂိုလ်လူမိုက်ဟာတဲ့အဲ့ဒီမွေးကြတဲ့နဲ့ပါလာတဲ့ဓမ္မကြီးနဲ့မိမိကိုယ်လိဖြတ်ပြီးမှအဲ့ဒါဘာဖြစ်သွားတော့ဒုက္ခရောက်သွားရပါတယ်ဆိုပြီးမှအဲ့ဒါမြတ်စွာဘုရားဟောထားတာဒါနဲ့ပတ်သက်ပြီးကဲအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးမှဒါလောဘနဲ့ပတ်သက်တဲ့ဟာလေးတွေပေါ့နောက်တစ်ခါလောဘနဲ့ပတ်သက်တဲ့ဟာကအဲဒီတွေဒါဆရာတော်ရဲ့စာအုပ်ထဲမှာတော့အဲ့မှာအတ္တကဇက်ကိုလည်းဟောထားတယ်အတ္တကအကြောင်းတော့အဲ့ကျန်ဒီကန်ဆရာတော်ဘာလို့အဖွဲ့နဲ့တွေနဲ့ဟောတာဒကာကြီးတွေတမကြီးတွေနာဘူးကြမယ်တင်ဟုတ်လားအတ္တကဘယင်ကာတိတိုင်းမှာထင်ပါတယ်အတ္တကဘယင်ဟိုလောက်တော့ဥပရိမိဗျာကြီးလေဥပရိမိဗျာကြီးကိုတိတ်ချက်တော့အမှတ်တမဲ့နဲ့သူကဆုံးသွားတာဒီဥပရိမိဗျာကသူ့ရဲ့ခန္ဓာကိုယ်အလမှန်ရက်ပြီးမှနေတဲ့အခါကျနောက်ဆုံးတေဂာနိဘာဖြစ်သွားတော့သူ့ရဲ့ခန္ဓာကိုယ်ဆွဲလန်းပြီးတည်သွားတဲ့အတွက်ဥယျာဉ်မှာအမှနွားချေဖို့သွားဖြစ်တာဟုတ်တယ်မလားနွားချေဖို့သွားဖြစ်တော့နွားချေဖို့ကိုနဲ့သူကပျော်နေပြီဒါပေမဲ့ဟိုအတ္တကဘယင်ကြီးကတော့သူ့ရဲ့မိဖုရားကြီးကိုချစ်လွန်းတဲ့အတွက်မိမသိန်းကြိုပဲနဲ့အမှစီတလားထဲမှာပေါ့လေမပုတ်တဲ့ဆေးနဲ့စိတ်ပြီးမှထားတာပြီးတော့နေ့တိုင်းငုံနေတာအဲ့ဒါကိုဘုရားလောင်းကနေပြီးမှဟိမွန်တာကနေပြီးမှလာအပင်ရှင်ရတော့သူ့ရဲ့ဥယျာဉ်မှာနေပြီးမှအတ္တကဘယင်ကြီးကိုငါကယ်မရမှာဆိုပြီးအတ္တကဘယင်ကြီးကိုကဲဟိုပုံနာတယောက်နဲ့အကြောင်းကြားလိုက်တယ်ဒီမှာဥပရိမိဘုရားရဲ့ဘယ်ရောက်နေတယ်ဆိုတာကိုပြောပြနိုင်တဲ့ပုဂ္ဂိုလ်ဥယျာဉ်မှာရှိတယ်ဆိုတော့ဒီမှာအတ္တကဘယင်ကြီးအမြန်သွားသွားလိုက်တဲ့အခါကျဘာဖြစ်တော့အဲ့မှာမေးတော့ဘုရားလောင်းရသေးကအဲ့မှာအဲ့ဥပရိမိဘုရားကြီးနဲ့သူ့ရဲ့ဟိုနွားချေဖို့အဖို့ပေါ့နော်အခုလက်ရှိသူတို့နေကြတဲ့ဟာကိုအဲ့ဒါနွားချေပုံနဲ့နေပြီးမှထွက်လာအောင်လုပ်ပြီးမှအဲ့ဒါမေးတာကဲနေ့ရနာမယ်ဘလို့ခေါ်တော့ဆိုဥပရိမိဘုရားကြီးပါဟုတ်လားဒီအချိန်မှာပါလဲနွားချေဖို့ဖြစ်နေပြီသူ့ရဲ့လောဘကြောင့်ကဲအဲ့တော့အရင်ဘဝကအတ္တကဘယင်ကြီးနဲ့အခုလက်ရှိနွားချေဖို့ဘယ်သူ့ကိုပူချစ်တော့တဲ့ဘုရားလောင်းရသေးရမေးတာနော်အဲ့ဒါ तू ကဖြေတယ်
အရင်ဘဝကတော့ဟုတ်ပါတယ်တဲ့သူ့ကိုချစ်တာဒါပေမဲ့အခုတော့နွားချေဖို့ကိုပူချစ်ပါတယ်တဲ့ဖြစ်နိုင်မယ်ဆိုရင်ဒီအတ္တကဘီရင်ကြီးရဲ့လက်ချောင်းသွေးကိုယူပြီးမှသူ့ရဲ့နွားချေဖို့ကိုရဲ့ခြေထောက်ကိုဆေးပေးခြင်းပါတယ်တဲ့ကဲအဲ့ဒါဒကာကြီးတွေသိအောင်လို့နော်တော်ကျန်အချစ်တွေကြီးပဲဖြစ်နေတခါလဲ short လို့ရအောင်လို့ပြန်ပြောပေးနေဟုတ်လားအဲ့ဒါသူတိတ်မထင်နဲ့နော်အဲ့ဒါအခုဒါအဟုတ်အဲ့ဒါကိုယ်နည်းနည်းလေးရှာကျွေးနေလို့အဲ့ဒါချစ်စင်ချစ်မှာပြောင်းသွားရင်တော့အဲ့ဒါဘာဖြစ်မှာလဲလက်ချောင်းသွေးနဲ့အဲ့ဒါတမြောက်ဆေးပေးခြင်းတဲ့လူတွေဖြစ်သွားလိမ့်မယ်နော်အဲ့ဒါဘာကြောင့်မြတ်စွာဘုရားဟောရတော့အဲ့မြတ်စွာဘုရားရှင်လက်ထက်ကရန်တော်တစ်ပါးကအဲ့ဒါရန်တော်တစ်ပါးအိမ်ရဟန်းဝတ်တယ်သူ့ရဲ့မယားဟောင်းကဖျားရောက်တော့အမှသွားပြီးသူ့မယားကြောင့်ပြန်ထွက်ချင်နေတာလေလူထွက်ချင်နေတဲ့အခါကျမြတ်စွာဘုရားသူ့ရဲ့အတိတ်သက်ကြောင်းကိုအဲ့ဒါဟောပြတာအဲ့ဒါတခြားမဟုတ်ဘူးအခုသာသနာမှာပြင်းငွေပြီးညင်းငွေပြီးမှလူထွက်ချင်တဲ့ရဟန်းကအဲ့ဒါအတ္တကဘီရင်ကြီးပဲအခုမယားဟောင်းကတခြားမဟုတ်ဘူးအဲ့တော့ကအဲ့ဒါဥပရိမိဘုရားကြီးပဲလို့ပြောလိုက်တော့အဲ့မှာအဲ့ဒါလည်းဟောပြီးရောအဲ့ဇက်လည်းဟောပြီးရောဘာဖြစ်သွားတော့အဲ့ဒါသောတာပန်ဖြစ်သွားတာအဲ့ဒါလူမထွက်တော့ဘူးပေါ့ဗျာအဲ့ဒါလေးဟုတ်လားအဲ့ဒါဦးဇင်းတို့သတိပေးတော်ကြရင်တယောက်နဲ့တယောက်ချော့ညူပြီးမှအဲ့ဒါမထွက်နိုင်မခွာနိုင်ဖြစ်မှာကြောင့်ဟုတ်လားအဲဒီဥကြည်ချိန်လို့စင်ငယ်တွေတော့မထွက်နိုင်ဘူးဆိုရင်တော့ရှိတဲ့ပုံကိုယ်ဆိုဘယ်လိုလိမ့်မလဲဟုတ်လားအဲ့ဒါကိုပြောပြတာအဲ့ဒါလောဘရဲ့စွမ်းအားတွေပဲဟုတ်ပြီနော်နောက်တစ်ခုကဘာပြောအောင်မလို့နောက်တစ်ခုကဒီနေရာမှာဦးဇင်းတို့မိစ္ဆာဒိဋ္ဌိပေါ့မိစ္ဆာဒိဋ္ဌိကလည်းပဲမာရမနာကဲဒီမှာမိစ္ဆာဒိဋ္ဌိနဲ့ပတ်သက်ပြီးနော်ပရမတ္ထဓမ္မအာယုံကိုသူကနေသဒုက္ခအတ္တတုပလို့မှားယွင်းနှလုံးသွင်းတဲ့လက္ခဏာရှိတယ်ဒါဒိဋ္ဌိပေါ့အာယောနိတောအဘိနိဝေတလက္ခဏာပရမတ္တရတာဒီပရမတ္ထဓမ္မအာယုန်ဒီမှာမှားသောအဖြစ်သုံးသပ်ခြင်းကိစ္စရှိတယ်ပေါ့မိစ္ဆာဘိနိဝေတပစ္စုပ္ပဌာနာမှားသောအဖြစ်လွန်လွန်ကဲကဲဆွဲမြဲခြင်းဆွဲမြဲသောသဘောတရားလို့ယောဂီပုဂ္ဂိုလ်ဉာဏ်မှာထင်လာတယ်အရိယနာအတ္တတနာကာမတာတိဗဒဌာနာတဲ့အရိယသူတော်ကောင်းတို့ကိုဖုမြင်ခြင်းကအလိုမရှိသူဖြစ်ခြင်းဟာနိစွာသောအကြောင်းရှိတယ်တဲ့အရိယပုဂ္ဂိုလ်တွေမတွေ့ကျင်ဘူးမတွေ့ကျင်တော့သူတော်ကောင်းတရားမနာရဘူးမနာရတော့ဗာလဲစောစောမိစ္ဆာအယူမာယွန်းတဲ့အယူတွေပဲယူနေတော့တာအဲ့ဒါကိုပြောတာကဲအဲ့တော့အဲ့ဒီနေရာမှာလည်းပဲခုနအတိုင်းယုတ်တိဏအနေနဲ့ပတ်သက်ပြီးအရိယသူတော်ကောင်းတွေပုဂ္ဂိုလ်တွေထံမကြားနာရပါဘူးဆိုရင်ဒီပုဂ္ဂိုလ်ဘယ်လိုလုပ်ဒီမိစ္ဆာဒိဋ္ဌိကိုစွန့်နိုင်မလဲပေါ့အဲ့လိုမိစ္ဆာဒိဋ္ဌိဆိုတာလည်းပရမတ္ထဓမ္မနဲ့ကိုအဓိကကိုပြောချင်တာအဲ့ဥစ္စေတဒိဋ္ဌိတို့တတ္တရဒိဋ္ဌိတို့တက္ကာဒိဋ္ဌိတို့အဲ့ဒီမှာတက္ကာယဒိဋ္ဌိဆိုတာခုနကပြောခဲ့တဲ့ဒါယုံနံကိုယုတ်တိုင်းနံတိုင်းမြင်တယ်ဆိုရင်တော့ဒါဒိဋ္ဌိလို့မဟုတ်ဘူးအဲ့လိုမဟုတ်ဘဲနဲ့ဒါခန္ဓာ၅ပါးကိုယုံနံကိုသူကအတ္တပဲငါရဲ့အတ္တပဲအမျိုးသားပဲအမျိုးသမီးပဲလူပဲနတ်ပဲဗြဟ္မာပဲစသည်ဖြင့်ဒီလိုမြင်နေတယ်ဆိုရင်တော့သူကတက္ကာယဒိဋ္ဌိရှိနေတယ်ပေါ့အဲ့တော့တက္ကာယဒိဋ္ဌိကတက္ကာယဒိဋ္ဌိရှိတာ ਨੇ အပယ်ကြတော့မလားဒီလိုတော့မဟုတ်ဘူးသူကတက္ကာယဒိဋ္ဌိကသူမောက္ခမက်ကလို့ခေါ်တဲ့နိဗ္ဗာန်မရအောင်တာသူကတားဆီးနေတာဒါကြောင့်မို့ယုတ်တိဏ္ဏီကိုဟုတ်တိုင်းမှဆိုတာယုတ်အတိုင်းနံအတိုင်းပရမတ္ထသဘောဝဆက်အောင်သိအောင်လုပ်ကြအဲ့လိုမဟုတ်ဘဲနဲ့ဒါအတ္တပဲအသက်ကောင်လိပ်ပြပဲဝิญဉ်ကောင်ပဲသို့မဟုတ်လူပဲနတ်ပဲပြမပဲအမျိုးသားပဲအမျိုးသမီးပဲလောက်ပဲသိနေရင်သူကတက်ကာယဒိဋ္ဌိဆိုတာရှိနေတဲ့အတွက်နိဗ္ဗာန်ရဖို့ခက်သွားတယ်နိဗ္ဗာန်မရနိုင်ဘူးဖြစ်သွားတယ်သို့တော့တက္ကမက်ကလို့ခေါ်တဲ့နတ်ပြည်နိဗ္ဗာန်ကိုတော့တားသလားဆိုမတားပါဘူးသူကနော်အမှကုသိုလ်တွေဒါနတွေပြုနေတယ်သီလတွေပြုနေတယ်ဒီဝိပဿနာအထိမရောက်ဘူးဝိပဿနာအစစ်အမှန်တွေမရောက်ဆိုရင်ဒီပုဂ္ဂိုလ်တွေယုတ်တိဏ္ဏနေဟိုတိုင်းမှာဆိုဘယ်သိမလဲသို့တော်လည်းဒီဒါနသီလစတဲ့ကုသိုလ်တွေဖြစ်နေတာဖြစ်တဲ့အတွက်သူတို့လည်းပဲတက္ကမက်ကလို့ခေါ်တဲ့လူရနတ်ပြည်ကောင်းတဲ့ဘုံဘဝတွေရောက်နိုင်တယ်နိဗ္ဗာန်ရောက်ဖို့အတွက်ကြတော့ဒီပရမတ္ထသဘာဝတွေကို
အရှိတိုင်းမှန်အမှန်တမ်းသိအောင်လုပ်ကြရတယ်ဟုတ်လားနာမရူပနာယထာဝတ္တနာဒိဋ္ဌိဝိတ္တုနာမဆိုအဲ့ဒါကိုပြောတာရုပ်တည်နံတွေကိုဟုတ်တိုင်းမှန်ဆိုတာသိမြင်ခြင်းဟာအယူရဲ့စင်ကြယ်ခြင်းဆိုတဲ့ဒိဋ္ဌိဝိတ္တုမြည်ပါတယ်ဆိုတာအဲ့ဒါကိုပြောတာဒါကြောင့်မို့အဲ့ဒါယောဂီပုဂ္ဂိုလ်တွေအယူစင်ကြယ်အောင်ဒီရုပ်နာမရူပပရိစ္ဆေဒဉာဏ်တွေရအောင်ဒီလိုရုပ်တည်နံတွေကိုလက္ခဏာရတ္တပစ္စုပ္ပတ္ထပဋ္ဌာန်ဒီအပြင်ရှုနေကြရတာပဲနောက်တစ်ခုပြောချင်တာကဦးဇင်းတို့မာနပေါ့နော်ကဲအဲ့မှာမာနလေးနည်းနည်းကြည့်ကြည့်ပါအောင်ကဲမာနကလည်းခုနကပြောခဲ့ပြီးသားအဖနဲ့တူတယ်ဆိုဟလားအဖေကိုအကြောင်းပြုပြီးမှတချို့နိုင်ငံတွေအဲဒီတော့မသိဘူးတချို့မြန်မာတွေအမှစင်ကာပူတို့ဘာလို့မှလုံးနေတဲ့မြန်မာတွေညီးရတယ်သူတို့ကတပြည့်တော့သိထင်သေးတာဗျာဆိုဘာဖြစ်လို့သူတို့နိုင်ငံချမ်းသာတာကိုသူတို့အနေနဲ့ကြည့်အဲ့တော့ဆင်းရဲတဲ့နိုင်ငံလာတာဆိုပြီးမှအထင်သေးတဲ့သဘောလေးဖြစ်ကောင်းဖြစ်မယ်အဲ့ဒါကိုတချို့တကားလေးတကမလေးတွေညီးတာတွေရှိတယ်ပေါ့စင်လို့ရှိမှာသူတို့ကသိထင်သေးတာဗျာသူတို့ကဘာလဲခုနအတိုင်းပဲငါအဖေကမင်းပဲငါအဖေကမင်းနစ္စတာပဲအမတ်ပဲပတ်ဆိုင်ရှိတဲ့ပုဂ္ဂိုလ်ပဲဆိုပြီးမှကိုယ့်ရဲ့အဖေရဲ့ယာတုဂုံတိန်ကိုအကြောင်းပြုပြီးမှသာသမီဖြစ်တဲ့ပုဂ္ဂိုလ်တွေကမောက်မာတာလေအဲ့ဒီသဘောကိုအတ္တမိမာနလို့ခုနကခေါ်တယ်အဲ့ဒါကိုလည်းပဲလက်ကုံတကပတ္တိယကပယ်တတ်လိုက်ပါပြီအဖကိုတတ်လိုက်ပြီဆိုအဲ့ဒါကိုပြောတာဒီနေရာမှာမာနဆိုတာဘာကိုပြောရလဲလူတိုင်းသိတယ်မာနသိကြည့်တာပဲဆိုဟုတ်လားမာနောဥနတိလက္ခဏောတဲ့အဲ့တော့ထောင်လွှားတက်ကြခြင်းသဘောတရားကိုဘာလို့ခေါ်လဲမာနလို့ခေါ်တာပဲငါတကားလို့ထောင်လွှားတက်ကြွနေတဲ့သဘောထောင်လွှားတက်ကြွခြင်းသဘောစိတ်တက်ကြွမျက်မှောက်ခြင်းသဘောလက္ခဏာရှိတာအဲ့ဒါမာနလို့ခေါ်တယ်ဥနတိလက္ခဏောနောက်တံဘက်ကရတ္တောတဲ့တံပြုတ်တရားတို့ကိုချီးမြှောက်ခြင်းကိစ္စရှိတယ်ဟုတ်နော်ပြီးတော့ကေတုကမြတ္တပစ္စုပ္ပတ္ထနောတဲ့တူရင်မှန်ခင်းကဲ့သို့ပြုလို့ဒီသဘောအရာရာမှာအတာယူလို့ဒီသဘောတဲ့အဲ့ဒါကိုဗာလဲယောဂီပုဂ္ဂိုလ်ရဲ့ဉာဏ်မှာဒီမာနရဲ့သဘောတဘာဝဟာအရာမှာကိုယ်ကပဲအထက်စီးကနေလို့တဲ့သဘောအတာယူလို့တဲ့သဘောပါလားလို့ထင်မြင်လာတာဒိဋ္ဌိဝိပယုတ္တလောဘပဋ္ဌာနောတဲ့ဒိဋ္ဌိနဲ့မရှင်သောလောဘလည်းနိကတ်သောအကြောင်းရှိတယ်တဲ့အဲ့တော့မာနလောဘတော့လောဘပဲလောဘဒိဋ္ဌိမာနမှာကဲအဲ့ဒီမာနနဲ့ပတ်သက်ပြီးလဲနည်းနည်းလေးပြောကြည့်မယ်ပေါ့နော်အဲ့လိုရှုတဲ့အပိုင်းမှာအဲ့တော့ဦးဇင်းတို့မာနနဲ့ပတ်သက်ပြီးမှဆိုရင်ဇလန်းနေလည်းအများကြီးရှိတယ်အဲ့တော့မာနကိုမျိုးအကျဉ်းချုပ်အဖြစ်ပြောမယ်ဆိုရင်တေယမံဒရိတမံဟိနမံဆိုရှိတယ်တေယမြင့်မြတ်တဲ့ပုဂ္ဂိုလ်လည်းမြင့်မြတ်တဲ့ပုဂ္ဂိုလ်အလျောက်မာနတွေရှိတာပဲဒရိတတူပြီဆိုရင်လည်းတူတဲ့အလျောက်ဟုတ်လားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ကလည်းပဲဟိုအောက်ကပုဂ္ဂိုလ်တွေကြည်ပြီးမှမာနတွေရှိတာပဲဒါမျိုးတူတဲ့ပုဂ္ဂိုလ်ကလည်းတူတဲ့ပုဂ္ဂိုလ်အချင်းချင်းမင်းလည်းလူငါလည်းလူဟုတ်လားဘာအရေးဆိုင်စရာလို့လဲဆိုတူပေမဲ့တူတဲ့အလျောက်မာနတွေရှိတာပဲမရှိဘူးတော့မဟုတ်ဘူးနှိမ့်တဲ့ပုဂ္ဂိုလ်လည်းနှိမ့်တဲ့ပုဂ္ဂိုလ်လောက်ဟိနမှန်ရှိတာပဲအဲ့ဒီမှာတေယပုဂ္ဂိုလ်မှာလည်းပဲတေယမှန်မြင့်မြတ်တဲ့မှန်ဟိနမှန်တရိတမှန်တူညတဲ့မှန်ဟိနမှန်ယုံနှိမ့်တဲ့ပုဂ္ဂိုလ်တွေအပေါ်မှာဖြစ်တဲ့မှန်စသည်ဖြင့်အဲ့လိုမှန်၃မျိုးရှိတာပဲတရိတပုဂ္ဂိုလ်မှာလည်းမှန်၃မျိုးဟိနပုဂ္ဂိုလ်မှာလည်းမှန်၃မျိုးဆိုတော့မှန်၉မျိုးရှိတယ်ပေါ့ဟုတ်လားအဲ့တော့တေယမှန်ဆိုတော့တေယပုဂ္ဂိုလ်ရဲ့မှန်၃မျိုးကကဲကိုယ့်ရဲ့အောက်ကပုဂ္ဂိုလ်တွေကိုယ့်ရဲ့နှိမ့်ကြတဲ့ပုဂ္ဂိုလ်တွေကြည်မှဒီပုဂ္ဂိုလ်ကငါတဲ့ယုံနှိမ့်နေစသည်ဖြင့်မှန်တက်နေတာတေယပုဂ္ဂိုလ်မှာဖြစ်နေတဲ့တေယမှန်ပေါ့ဒိဋ္ဌိပုဂ္ဂိုလ်ဒိဋ္ဌိမှန်ဆိုတာမြင့်မြတ်တဲ့ပုဂ္ဂိုလ်အချင်းချင်းဟုတ်လားပိုက်ဆံရှိတဲ့ပုဂ္ဂိုလ်အချင်းချင်းချမ်းသာတဲ့ပုဂ္ဂိုလ်အချင်းချင်းပညာတတ်တဲ့ပုဂ္ဂိုလ်အချင်းချင်းသူလည်းပညာတတ်ငါလည်းပညာတတ်သူလည်းပိုက်ဆံရှိငါလည်းပိုက်ဆံရှိဘုသူကိစ္စဆိုင်ဆရာလို့လည်းဖြစ်တာပဲအဲ့တော့ဟုတ်ပြီလားပြီးတော့ယုံနေတဲ့ပုဂ္ဂိုလ်ကနေပြီးမှကြပြန်တော့လေကိုယ့်ရဲ့မြင့်တဲ့ပုဂ္ဂိုလ်တွေကရှိတယ်လေရှိပြီဆိုသူကကိုယ့်ရဲ့ချမ်းသာတော့ကိုယ့်ရဲ့ပညာတတ်တော့သူကဘာမို့တော့ဒီလိုမှန်ရှိတာပဲဒါကြောင့်တရားပုဂ္ဂိုလ်မှာလည်းအိမ်မှန်၃မျိုးရှိတယ်ဒိဋ္ဌိပုဂ္ဂိုလ်မှာလည်းအိမ်မှန်၃မျိုးရှိတယ်ဟိနပုဂ္ဂိုလ်မှာလည်းမှန်၃မျိုးရှိတဲ့အတွက်မှန်၉မျိုးလုံးကိုဒီနေရာမှာမာနလို့ခေါ်တယ်ဟုတ်လားပြောချင်တာကိုယ့်အကိုထောင်လွှားတက်ကြွတဲ့သဘောဟုတ်လားမျက်မှောက်တဲ့သဘောအဲ့ဒါကိုမာနလို့ခေါ်တယ်ကိုယ့်ကိုယ်အထင်ကြီးတဲ့သဘောပေါ့ဗျာသူတစ်ပါးတွေကိုထင်သေးတဲ့သဘောမဉ္ဇတိတိမှန်တော့ငါဟာငါပဲထင်နေတာသူများတွေကိုသိပြီးမှမထင်ဘူးဒါမျိုးဟုတ်လားထင်ကြီးတာပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးမှဦးဇင်းတို့နည်းနည်းလေးပြောရမယ်ဆိုရင်ရဟန်းတော်တွေထဲမှာဆိုရင်နာမည်ကြီးတာကဦးဇင်းတို့ကပိလာဆိုတာ
ကတ္တဗမြတ်စွာဘုရားရဲ့သာသနာနောက်ပိုင်းမှာပရိယတ္တိတတ်တဲ့ယဟန်တော်ပဲနောက်ဆုံးတော့ဗာလဲအကုသိုလ်ကိုကုသိုလ်အပြစ်ရှိတာကိုအပြစ်မရှိတာကိုအပြစ်ရှိဒါမျိုးဝိနည်းတွေဘာတွေသူတို့တတ်တော့သူကဆုံးဖြတ်ခြင်းလို့ဆုံးဖြတ်တာပေါ့ဟုတ်လားအဲ့မှာလတ်လာပါတွေပေါ်အချမ်းရနေပေါ်တဲ့အခါကျတော့ဒါတွေမှန်တက်ပြီးမှအကုန်လုံးဆုံးဖြတ်သာသနာကိုဆုတ်ရောက်အောင်လုပ်လိုက်တော့နောက်ဆုံးဘာဖြစ်သွားတော့အဲ့ဒါအဝီစီးကျသွားတယ်သူနဲ့အတူဖို့တဲ့သူ့အကူကတော့ရန်တာဖြစ်သွားတယ်ဒါပေမဲ့သူ့အမေနဲ့သူ့ရဲ့ညီမငယ်ကတော့အဲ့ကပိလယဟန်နဲ့အတူတူအဲ့ဒါနောက်လိုက်တွေဖြစ်တဲ့အတွက်သူတို့လည်းပဲအဝီစီးကျသွားတယ်ဟောဒီမြတ်စွာဘုရားသာသနာရောက်လာတဲ့အခါကျတော့အဲ့ဒါရွှေငါးလေးဖြစ်လာတယ်လေရွှေငါးလေးဖြစ်လာတော့အဲ့ဒါသူ့ရဲ့ဇာတ်ကြောင်းကိုမြတ်စွာဘုရားပြောပြတော့ရွှေငါးကငါးလေးကတော့လှပါရဲ့သူတို့မြစ်ထဲမှာဂင်္ဂါမြစ်ထဲမှာဖမ်းမိတယ်အစိရဝတီလားမသိဘူးဖမ်းမိတဲ့အခါကျတော့မြတ်စွာဘုရားရှိရောက်လာကြတာသိအောင်လို့အဲ့တော့ဗဇက်ကဖွင့်လာရင်ဇေတဝန်တစ်ကြောင်းလုံးနန်လာမခံနိုင်ကြဘူးအဲ့ဒါမှမြတ်စွာဘုရားကိုမေးတော့ငါးကလှတယ်အဲ့မှာဒါပေမဲ့ဒီအပုပ်နဲ့နေထောင်းထွက်နေတယ်အဲ့ဒါဘာအကြောင်းလဲဆိုတော့မြတ်စွာဘုရားသူ့ရဲ့ဆက်ကြောင်းကိုဟောပြတာဗျအဲ့ဒါကပိလယဟန်တဲ့အတိတ်ဘဝမြတ်စွာဘုရားကတ္တဝမြတ်စွာဘုရားသာသနာရဲ့နောက်ပိုင်းမှာပိဋကတတ်တဲ့ယဟန်တော်ပဲသို့တော်လည်းပိဋကတတ်တဲ့အတွက်သူလိုလျှောက်ဆွဲယူပြီးမှလူတွေကိုမျက်စိလဲအောင်လုပ်ခဲ့တယ်ဓမ္မကိုအတ္တမကိုဓမ္မစသည်ဖြင့်လုပ်ခဲ့တဲ့အတွက်ကဲအဝီစီးကျသွားတယ်အဲ့ဒါဘုရားနတ်စုရဲ့ဂျားထဲမှာအဝီစီးမှာပဲနေရတယ်အဝီစီးကနေလွတ်လို့ဒီမှာငါးလေးဖြစ်လာတာရှိသေးပါဖြစ်တော့လှပတဲ့ငါးလေးဆိုတော့အဲ့ဒါမြတ်စွာဘုရားရဲ့သာသနာမှာပိဋကတွေကိုသူကပို့ချခဲ့တာတော့ရှိတယ်ပိဋကတွေကိုပို့ချခဲ့တယ်ပြီးတော့မြတ်စွာဘုရားဂုဏ်တော်ဘွဲ့တွေကိုလည်းပဲသူကပြောပြခဲ့တယ်ဒါကြောင့်မို့အဲ့ဒီရဲ့အကျိုးဆက်ကြောင့်မို့လှပတဲ့ရွှေရောင်အဆင်းရှိတဲ့ငါးတော့ဖြစ်တယ်သို့သောအနှံ့ငါဘာလို့ပုတ်ထောင်းနေတယ်လဲဆိုတော့အဲ့ဒီမှာဓမ္မကိုအတ္တမကိုဓမ္မစသည်ဖြင့်လုပ်ခဲ့လို့တဲ့ကဲအဲ့လိုလဲပြောပြီးတော့မြတ်စွာဘုရားနဲ့လူတွေတော့ငါအကြောင်းသိပါပြီဆိုပြီးတခါတဲ့အဲ့မှာသူ့ဟာနဲ့သူဟိုလေနိုင်ရန်နဲ့ကိုယ့်ကိုတိုက်ပြီးမှအဲ့ဒါတခါတဲ့ပြန်သွားပြီးတော့ဘယ်သွားမလဲဆိုတော့အဲ့ဒါအဝီစီးပြန်သွားရောအခုအဝီစီးမှာရှိသေးတယ်အဲ့ဒီကပိလယဟန်နော်အဲ့ဒါဘာကြောင့်လဲအဲ့ဒါပရိယတ္တိမန်တက်လို့အဲ့ဒါကြောင့်မို့ခုနအတိုင်းအထကရာတွေကိုပယ်တာဘာညာဆိုတာမဝေဖန်ရဘူးတော့မဟုတ်ဘူးကိုယ့်အကိုဝေဖန်နိုင်စွမ်းရှိရင်တော့ဝေဖန်လို့ရတယ်သို့တော့သူတစ်ပါးတွေကိုအယူလွဲအောင်တော့မလုပ်ရဘူးကိုယ့်ရဲ့ဉာဏ်လေးကဘာမှဟုတ်တာမဟုတ်ပဲနဲ့ဟုတ်လားအဲ့ဒါမျိုးပြောချင်တာတချို့ကအဘိဓမ္မာဆိုတာတာဝရိန္ဒာမှာဟောတာလူပြည်မှာမဟောတာဟုတ်တဲ့အတွက်အဲ့ဒါတွေလုပ်ဖို့မလုပ်ဘူးဆိုတာမျိုးတွေလုပ်ချင်တာသူတို့ကအဲ့လောက်သိလို့လားအထကရာတွေကိုပယ်နေတာပြီးတော့ဒီမှာဦးဇင်းတို့ရန်တော်ချင်းပြောတဲ့စကားလေးတစ်ခုရှိတယ်တပြည့်တော့အထကရာတွေမယုံပါဘူးဗျာတချို့အဲ့တော့ဟိုရန်တော်တစ်ပါးပြောတယ်အရှင်ဘုရားအထကရာစကားတော်မယုံဆိုအရှင်ဘုရားစကားတပြည့်ဘာလို့ယုံရမှာတော့ဟိုတစ်ပါးအဲ့လိုပြောလိုက်တယ်ဟုတ်တယ်လားအဲ့တော့ပြောချင်တာအထကရာတွေဝေဖန်နေပြီဆိုရင်ဒီပုဂ္ဂိုလ်အထကရာကိုမယုံဘူးဒီလောက်ဗုဒ္ဓမတင်ယူလို့ခေါ်တယ်မြတ်စွာဘုရားဆိုလိုတာတွေကိုအကုန်လုံးနိဗ္ဗာန်လောက်သိနိုင်တဲ့အထကရာတော့မယုံဘူးဆိုရင်ဒီနောက်ပေါက်လေးရဲ့စကားကိုဘာလို့ယုံမှာတော့ဟုတ်လားသူ့မှာနည်းနည်းပါးပါးဝေဖန်နိုင်စွမ်းလေးတွေတော့ဘုဒ္ဓတလေးတော့ရှိမှာပေါ့အဲ့ဘုဒ္ဓတကိုအကြောင်းပြုပြီးမှန်တက်ပြီးအထကရာတွေရှောက်ဝေဖန်နေမယ်ဆိုရင်တော့အဲ့ဒါမဟုတ်တော့ဘူးပေါ့သူ့စကားကိုဘာလို့ယုံနေမလဲအဲ့ဒါယောဂီပုဂ္ဂိုလ်တွေနောက်အဲ့ဒါတွေကြုံလာတဲ့အခါသိအောင်ဦးဇင်းကကြိုပြောထားတာနော်ကဲနောက်တစ်ခါအဲ့ဒါနဲ့ပတ်သက်ပြီးမှနည်းနည်းကြုံတော့ပြောဦးမယ် question answer တော့နည်းနည်းနဲသွားမှာပေါ့ဟုတ်တယ်နော်ဒါကြီးအရိဋ္ဌယဟန်လည်းအဲ့လိုပဲအရိဋ္ဌယဟန်ဆိုဒီမြတ်စွာဘုရားရဲ့သာသနာတော်မှာသူကတော့ဓမ္မဂတိကသုတ်တန်ဒီမှာကျွမ်းကျင်တယ်သို့တော်ဝိနည်းမှာမကျွမ်းကျင်တဲ့အတွက်ဘာဖြစ်တော့မြတ်စွာဘုရားကဟုတ်လားဒီလူတွေပေါ့လေလူပုဂ္ဂိုလ်တွေဟာကာမဂုဏ်တွေခံစားနေကြတယ်လင်လည်းအမျိုးသားတွေအမျိုးသမီးတွေလည်းရှိကြတယ်သို့တော်လည်းပဲသောတာပန်တွေသဂါတဂါတွေအနာဂါတွေဖြစ်ကြတယ်ကာမဂုဏ်ခံစားပြီးမှဖြစ်ကြတာပဲအဲ့တော့ယဟန်တော်တွေလည်းပဲပြောချင်တာကယဟန်တော်တွေကိုလည်းမြတ်စွာဘုရားဒီလိုနုညံ့တိမ်မွေးတဲ့အတွေ့အထိတွေဥမာထားပါတော့စောင်းတို့သင်္ကန်းတို့စသဖြင့်ဘလို့သင်္ကန်းပဲဝနုညံ့သင်္ကန်းတဲ့အတွေ့အထိတွေရတယ်အစားတောက်တွေလည်းကောင်းတာတွေစားလို့ရတယ်ဒီလိုခွင့်ပြုထားတာပဲဒီလိုရူပယုံတတ္တံခန္ဓာရတ္တယုံစတဲ့ကောင်းတဲ့ဟာတွေခွင့်ပြုထားရင်အမျိုးသမီးရဲ့အတွေ့အထိဘာလို့မအပ်ရမှာလဲပါရဇိကကြတယ်ဆိုတော့ဘလို့ဖြစ်နိုင်မှာလဲဒါကိုလွတ်အောင်ဟိုခံစားလို့ရနိုင်တယ်ဆိုပြီးမှ तू ကဟောပြောတာအဲ့ဒါရန်တော်တွေကမဟုတ်ဘူးမြတ်စွာဘုရားဆိုလိုတော့ငါသိပါတယ်ပေါ့ तू ကအဲ့လိုပြောတယ်အဲ့တော့ရန်တော်တွေကသူ့ဆုံးမတယ်မလိုက်နာဘူးမလိုက်နာတော့မြတ်စွာဘုရားရှိခေါ်သွားအိမ်မှာမြတ်စွာဘုရားဆုံးမရတာ
ဒီပုဂ္ဂိုလ်လည်းပဲမညာပူညာဘာမှမရဘူးအဲ့ဒါသူ့အယူကိုလည်းပဲစွန့်သွားတဲ့သဘောမရှိဘူးဟုတ်လားအဲ့ဒါအရိဋ္ဌယဟန်ပြောချင်တာကမြတ်စွာဘုရားဟောထားတာကို तू သိပါတယ်အဲ့တော့လူတွေတောက်မှကာမဂုဏ်ခံစားပြီးမှသောတာပန်တဂရကအနာဂါနေဖြစ်ကြသေးရင်ယဟန်တော်တွေလည်းဒီအမျိုးသမီးရဲ့အတွေ့အထိကိုဘာလို့မှပဲနေမလဲဆိုမျိုး तू ကလှုပ်ချင်ဟုတ်လားပရာဇိကကိုပယ်ချင်တာပေါ့ဗျာအဲ့လိုလှုပ်လို့မရဘူးနော်အဲ့ဒါမြတ်စွာဘုရားကိုယ်တိုင်ဆုံးမရတာဒါပေမဲ့ဒီပုဂ္ဂိုလ်လည်းသူ့ရဲ့မှန်ကြောင့်မို့ तू ကဘာလဲတုတ်တန်နေမှာကျွမ်းကျင်တယ်အဟောပြောကောင်းတယ်ဓမ္မဂရိကဖြစ်တယ်သို့သောဝိနည်းကြတော့ तू ကမကျွမ်းကျင်ဘူးမကျွမ်းကျင်တဲ့အတွက်အဲ့လိုဖြစ်သွားတာအဲ့လိုပဲထို့အတူပဲအထာဂရတွေဘာတွေဖတ်ပြီးမှနည်းနည်းပါးပါးသူတို့ကျွမ်းကျင်တဲ့ပိုင်းလေးတွေရှိမယ်တကယ်လက်တွေ့မကျင့်ပဲနဲ့ဒါတွေဘလို့သွားသိမလဲသီလတောင်မှမရှိဘဲနဲ့ဘလို့တမာတိရအောင်လုပ်မလဲတမာတိမရှိဘဲနဲ့ဒီယုတ်ဒီတင်တန်တွေဘလို့သိမလဲရှုလို့မရဘူးပဲလက်ခံထားမှာပေါ့အဲ့လိုသူတို့မသိတာနဲ့သူတို့ထင်တာတွေရှောက်ပြောလိုက်တဲ့အခါကျတော့တချို့ညံ့နုနေတဲ့ပုံကိုယ်တွေပဋိက္ခစာပေတွေကိုမတင်ဘူးတဲ့ပုံကိုယ်တွေအကုန်လုံးဘာဖြစ်ကုန်လို့ confusion ဖြစ်ကုန်တာပေါ့ဟုတ်လို့ဟုတ်တယ်လို့နဲ့သူတို့ကလည်းနည်းနည်းပါးပါးသူတို့ရဲ့ကျွမ်းကျင်တဲ့ဘက်ကနေပြီးမှပြောတာတွေရေးတာတွေဆိုတော့တချို့ပုံကိုယ်တွေအဟုတ်ယုံကုန်တာပေါ့အဲ့လိုယုံတဲ့အတွက်သူတို့မကျင့်ကြတော့ဘူးလေမကျင့်တဲ့အတွက်ဖြည်းဖြည်းနဲ့သာသနာပျောက်လာပြီအခုဘေကုဏီထေရဝါဒဘေကုဏီသာသနာကိုတီထောင်တာဆိုလဲဒီသဘောတွေပဲသူတို့အနောက်နိုင်ငံသားတွေကသူတို့ကအထာဂရကိုပြောတာကိုမယုံဘူးဘုရားကဘေကုဏီဥပဒကတွေဒီဘုရားဟောပိဋကတွေမကျွမ်းကျင်သေးသမျှနိဗ္ဗာန်မျက်မှောက်ပြုသည့်အထိဗာလဲမကျင့်ကြံနိုင်သေးသမျှပြီးတော့သူတစ်ပါးတွေကိုမဟောပြောနိုင်သေးသမျှအယူဝါဒတွေပေါ်လာရင်အဲ့ဒါတွေကိုမဖြေရှင်းနိုင်သေးသမျှငါပြိဋိဘံမဆံဘူးအဲ့ဒါတွေပြည့်စုံပြီဖြစ်တဲ့အတွက်မြတ်စွာဘုရားပြိဋိဘံဆံသွားတယ်လို့မှပြိဋိဘံအတုတ်မှာဆိုထားတယ်အဲ့ဒါကိုကြည့်ပြီးမှဒီခေတ်မှာလည်းဘေကုဏီရှိအောင်ပဲဆိုပြီးမှပျောက်သွားပြီမဲ့ဘေကုဏီသာသနာကိုပြန်ပြီးထူထောင်ကြတာအဲ့ဒါသီလင်္ကာမှာဟိုလှုပ်လို့အဲ့ဒါဦးဇင်မနေ့ကတောင်မှအဲ့အင်္ဂလိပ်လိုဟောတဲ့အချိန်မှာအဲ့ဒါလေးပြောပြရတယ်နော်အဲ့ဒါမြန်မာနိုင်ငံကဆရာလေးတစ်ပါးလည်းသီလင်္ကာကိုသွားတင်တယ်ဓမ္မစီကပြီးသားပဲပြန်လာတဲ့အခါကျတော့သူမစတာဘွဲလည်းယူလာတယ်ထင်ပါတယ်ဘာတယ်လာတော့ဆိုသူဆရာလေးကနေဘေကုဏီစီလှုပ်လာတော့ဒီမှာတန်ခမာနာယကကဘာအေးမှာဆုံးဖြတ်တဲ့ထဲမှာသူ့ရဲ့ဆရာဖြစ်တဲ့တိပိဋကရောဆရာတော်လည်းပါတယ်ဦးဇင်းတို့ရဲ့ဆရာပေါ့နော်အဲ့ဒါမျိုးအဲ့တော့နောက်ဆုံးမှာကဲဆရာလေးဘေကုဏီတော့လှုပ်လို့မရဘူးဒီမှာဘေကုဏီပဲဆရာလေးအနေနဲ့နေမယ်ဆိုနေဘေကုဏီလုပ်မယ်ဆိုရင်တော့လူကလဲရမယ်လို့ပြောတော့ဘာဖြစ်တော့အဲ့ဒါတန်ခနာယကဆရာတော်ရဲ့ရှိမှာတခါတည်းအဲ့ဒါအဝတ်ချွတ်ချတာကဲအဲ့ဒါဘာတော့တကယ်နိဗ္ဗာန်ရခြင်းပါတယ်တကယ်တရားကိုလိုလားပါတယ်ဆိုရင်ဒီလိုလုပ်မလားသူကဘေကုတွေကို compete လုပ်ချင်တာ competition လုပ်ချင်တာပြောချင်တာကရဟန်းတော်တွေနဲ့ရင်ပေါင်တန်းချင်တာပေါ့သူတို့လည်းဘေကုဏီအမျိုးသမီးဆိုပေမဲ့ဆိုအမျိုးအဲ့ဒါဒကာကြီးတို့အနောက်နိုင်ငံတော့ဘယ်လိုနေမှလဲသူတို့ human right လုပ်ချင်တာ human right ကိုနေရာတကာမှာလုပ်လို့မရဘူးအဲ့ဒါလေးလည်းမှတ်ထားနော်အဲ့ဒကာကြီးတွေအမျိုးသမီးတွေကိုနှိမ်ပြောတာမဟုတ်ဘူးအမျိုးသမီးတွေလည်းအမျိုးသမီးအလျောက်နိဗ္ဗာန်ကိုရနိုင်တယ်သို့တော့ခုနကမာနဖြစ်နေတယ်ဟုတ်လားသူလည်းယဟန်ပဲသူလည်းလူပဲငါလည်းလူပဲအတူပဲဖြစ်ရမှာပေါ့ငါတို့ကြတော့ဆရာလေးပဲလုပ်ရတယ်ဘာလို့ယဟန်မလုပ်ရတာလဲဆိုတာမျိုးတွေလုပ်ချင်တာပေါ့ပြောချင်တာအဲ့မာခံနေဘယ်လိုလို့တရားတူတရားမဲ့ရတော့မလဲအဲ့ဒါကိုပြောတာကဲနောက်တစ်ခုပြောဦးမယ်သုဘဗုဒ္ဓဆိုတာကဲသုဘဗုဒ္ဓမြင်မျိုးတဲ့ပုဂ္ဂိုလ်မြင်မျိုးခါရတဲ့ပုဂ္ဂိုလ်တွေအရင်ပြောမယ်ဘုရားရှင်လက်ထက်ကမြင်မျိုးခါရတဲ့ပုဂ္ဂိုလ်တွေထဲမှာသုဘဗုဒ္ဓဆိုတာဘုရားရဲ့ရောက်ခမပေါ့လူဟိုဟာတုန်းကဟုတ်လားယတောဒရာနဲ့ယတောဒရာရဲ့အဖေလည်းပါတယ်သူမြတ်စွာဘုရားယတောဒရာကိုစွန့်ပြီးမှတောထွက်သွားတာရဲ့ပြီးတော့ဒေဝဒယဟန်ပြုတ်ပြီးတဲ့အခါကျသူ့ကိုရန်သူလိုဖြစ်နေတာပေါ့အဲ့ဒါကြောင့်အဲ့နှစ်ခုနဲ့သူ့ကိုမကျေနပ်တဲ့အတွက်မြတ်စွာဘုရားလာတဲ့အခါလမ်းမဖယ်ဘဲနဲ့ရက်တွေတောက်ပြီးနေတာကဲနောက်ဆုံးတော့သူလည်းမြေမျိုးခံရတယ်ဗျဟုတ်လားအဲ့ဒါမာနလို့လည်းပြောလို့ရတယ်ဒေါသတွေရောအကုန်လုံးစုံနေတာပါပဲဟုတ်လားမကျေနပ်ချက်တွေပေါ့ဒေါသလည်းပြောလို့ရတယ်ပေါ့ကဲအဲ့ဒါပြီးတော့ဒေဝဒကလည်းပဲမြတ်စွာဘုရားကိုလွန်ခဲ့တဲ့9ကဘာထက်ကလို့ဆိုပါတယ်ရွယ်ကုန်ဒီဘုရားမှာသူလည်းပါရမီတော့ဖြည့်ပြီးသားသို့တော့ရွယ်ကုန်ဒီဘုရားမှာအဲ့ဒါတေရိဝရွယ်ကုန်ဒီဟုတ်လားဘုရားမှာအဲ့ဒါမြတ်စွာဘုရားလောင်းကိုသူကရွယ်နဲ့ပတ်သက်ပြီးမကျေနပ်တဲ့နဲ့အဲ့ဒါဘုရားဖြစ်သည့်အထိဘဝတိုင်းမှာရန်လောက်ခဲ့တဲ့ပုဂ္ဂိုလ်ပေါ့ဒေဝရနောက်ဆုံးဘုရားဖြစ်တော့လဲအဲ့ဒါဘုရားကိုအဲ့ဒါတန်ခါသင်ခွဲဘုရားကိုတေချောင်းနေချမ်းတွေ့စိန်တီအောင်လို့နောက်ဆုံးတော့အခုအဝီစီမှာဘယ်လိုခံနေရတယ်ဆိုတာဟိုဒီဝဒုဒတ်တို့အထက်ကရာတို့မှာရှင်းပြထားတယ်ကြည့်ကြဟုတ်လားအဲ့ဒါအခုထိအဝီစီမှာပဲသူလည်းပဲမြေမြူသွားတယ်အဲ့ဒါအသက်ရှင်ရဲ့ဘုရားရှင်လက်ထက်ကမြေမြူခံရတဲ့ပုဂ္ဂိုလ်ဒါပါလဲသူကတော့ဒေါသပူပြီးပြထားနေပေါ့
ဒေါသဆိုရဲနဲ့ကျန်တဲ့လှလှပါမေမောတဲ့လောဘလည်းပါတယ်မတိမိုက်မားတဲ့မောဟလည်းပါတယ်ပေါ့လောဘဒေါသမောဟတွေလည်းပါတယ်နောက်တခါမာနသူတို့လည်းပဲမင်းမျိုးကရန်ပြူတာငါလည်းမင်းမျိုးကရန်ပြူတာဒါပေမဲ့သူတို့ကြတော့ဘာဖြစ်တော့လူတွေကချင်းကပ်ကြတယ်ငါကြတော့ဘယ်သူမှလာမမေးဘူးဒီဝရဘယ်မှာလဲဆိုတော့မမေးဘူးဆိုပြီးမှအဲ့မှာလည်းပဲဒေါသတွေရောမာနတွေရောအကုန်အစုံပါပဲဟုတ်လားအိတ်တာမစ္စရိယတွေရောအကုန်ပါတယ်လောဘဒေါသမောဟမာနအကုန်ပါတယ်နောက်ဆုံးအခုအဝိဇ္ဇိရောက်သွားပြီမြင်မြူပြီးမှနောက်တစ်ခုကတော့နောက်စိန်စမာနဆိုတော့တည့်တဲ့အတိုင်းပဲမြတ်စွာဘုရားကိုသူကလည်းဆွဆွဲတာပဲအဲ့တော့ဒီဘဝမှာမဟုတ်ဘူးအတိတ်ကလည်းဆွဆွဲခဲ့တာတွေအများကြီးပဲအဲ့တော့ဒီဘဝမှာလည်းမြတ်စွာဘုရားကိုဆွဆွဲပြီးမှနောက်ဆုံးသူလည်းပဲမြင်မြူခံရတယ်ဒါမြတ်စွာဘုရားရှင်လက်ထက်ကမြင်မြူခံရတဲ့ပုဂ္ဂိုလ်တွေနောက်တစ်ခါနန္ဒလူလင်ဆိုတာရှင်ဥပ္ပလွန်ထေရီအဲ့ဒါတကောအရာမှာဣတရေရထားတဲ့လက်ဝဲတော်ယန်းဘိက္ခုနီပေါ့သူ့ကိုကာမေတုမိစ္ဆာစာရကံတွေကျူးလွန်ပြီးမှဘာဖြစ်သွားတော့ကဲသူလည်းပဲအဲ့ဒါမြင်မြူခံရတယ်အဲ့ဒါဘာလဲအဲ့ဒါလောဘတွေပေါ့လောဘအဲ့ဒါရှင်ဥပ္ပလွန်အပေါ်မှာလူဘဝရဲနဲ့တက်မဲ့တာအဲ့ဒါရဟန္တာဖြစ်လို့ဘိက္ခုနီဝတ်ပြီးရဟန္တာဖြစ်နေပြီဒါပေမဲ့သူလိုက်ပြီးမှသွားဖြစ်စီတာအန္တဝန်တော်တယ်မှာဖြစ်စီတဲ့အတွက်ဘာဖြစ်တော့ဖြစ်စီပြရတဲ့သူအဲ့ဒါမတုဝါမညတိဘာလို့ဆိုတော့အဲ့ဒါအစိတ်ရောထားတဲ့ပြားရည်ကိုတောက်တဲ့အခါမှာအကျိုးမခံစားခင်တော့ချိုးမြိတ်နေမှာပေါ့တို့တော့အကျိုးခံစားပြီဆိုရင်ဘာလို့ဘာလောဒုက္ခနိကေစတိတဲ့ဒုက္ခအကြီးကျယ်ခံရတော့တာပဲအဲ့ဒါမြတ်စွာဘုရားအဲ့ဒါဓမ္မပဒမှာဟောထားပြီးသားနန္ဒလူလင်ကိုအကြောင်းပြုနောက်တစ်ခုကတော့နန္ဒကဘလူဆိုတာရှင်သာရိပုတ္တရာတမဘဝင်စားနေတဲ့အချိန်မှာအဲ့ဒါ तू ကရှင်သာရိပုတ္တရာရဲ့ခေါင်းပြောင်နေတဲ့ဥကောင်းကိုအဲ့ဒါလိုက်အောင်အောက်မှာခေါင်းရိုက်ချင်တာနဲ့လက်ဝါးနဲ့ရိုက်ပြစ်တာဟိုကတမဘဝင်စားနေတော့ရားတဲ့လောက်လေးပဲခံစားလိုက်ရတယ်ဘလို့မှတော့မဖြစ်ဘူးတာမန်အချိန်မျိုးဆိုရင်ဥမာဆင်တကောင်ဖင်ထောင်ကျသွားနိုင်တယ်တဲ့သူရဲ့လက်ဝါးရိုက်ချက်ကဟုတ်လားကဲအဲ့ဒီမှာအဲ့ဒါရှင်သာရိပုတ္တရာရဲ့ခေါင်းကိုလည်းရိုက်ပြီးတော့အဲ့နန္ဒကဘလူလည်းပဲဗာပြသွားတော့အဝိဇ္ဇိတခါတည်းထိုးကျသွားတယ်ဒီပုဂ္ဂိုလ်တွေခုနကပြောရတဲ့ပုဂ္ဂိုလ်တွေအခုအဝိဇ္ဇိမှာအကုန်ရှိနေတယ်အဲ့ဒါမြတ်စွာဘုရားရှင်လက်ထက်ကမြင်မြူခါရတဲ့ပုဂ္ဂိုလ်တွေအဲ့ဒါဘာကြောင့်လဲလောဘဒေါသမောဟတွေကြောင့်ပဲမာနတွေကြောင့်ပဲเนาะနောက်တစ်ခုကသုဘဗုဒ္ဓတူသူကတော့သောတာပန်ဖြစ်သွားပါတယ်အဲ့ဒါသူရဲ့အတိတ်ဇာတ်ကြောင့်ပြောရင်သူကဒီဘဝမှာ leprosy ပေါ့သူကလက်ပါเนาะအနုတယ်ပေါ့အဲ့တော့မြတ်စွာဘုရားဝေလူဝန်ကျောင်းမှာတရားဟောနေတဲ့အချိန်ဘာလဲသူစားစရာတွေဝင်နေတဲ့ထင်ပြီးမှသွားလိုက်တော့မြတ်စွာဘုရားတရားဟောနေတာကိုသိတော့တရားနာရင်းနဲ့ဘာဖြစ်သွားတော့သောတာပန်ဖြစ်သွားတာသောတာပန်ဖြစ်သွားတော့အဲ့ဒီအချိန်မှာသောတာပန်ဖြစ်ပြီးသူ့ရဲ့သောတာပန်ဖြစ်တဲ့အကြောင်းကိုမြတ်စွာဘုရားကို report လုပ်ပြီးတဲ့အခါကျတော့သူထွက်သွားတော့အမှနွားကနွားရောင်ဆောင်ထားတဲ့ဘလူးမကနေပြီးမှနွားရောင်ဆောင်ပြီးမှခတ်တက်လိုက်တာဟုတ်လားခွေတက်လိုက်တယ်သေရောအဲ့ဒီပုဂ္ဂိုလ်ကသောတာပန်မြတ်စွာဘုရားကိုမေးကြတော့သူသောတာပန်ဖြစ်သွားတဲ့အတွက်တာဝရိန္ဒာနတ်ပြည်ကိုရောက်နေပြီဆိုတာပြောပြအဲ့တော့သောတာပန်ဖြစ်ပါလဲနဲ့ तू ကဘာဖြစ်လို့ဒီဘဝမှာleprosy ဖြစ်နေရတယ်လဲယောဂါတွေဖြစ်နေရတယ်လဲအနုတယ်ဖြစ်နေရတယ်လဲလို့ပြောပြတော့အဲ့တော့မြတ်စွာဘုရားအတိတ်ကိုဟောပြတော့ तू ကဟိုအတိတ်ဘဝကအဲ့ရာဇဂျူပြည်မှာပဲ तू ကတထေသဖြစ်လာတော့သူ့ရဲ့အချမ်းရအနေနဲ့ရာဇဂျူပြည်ကနေပြီးမှသူတို့ပျော်ပွဲစားပေါ့နော် picnic ထွက်တဲ့အချိန်မှာပိစိကဗုဒ္ဓတပါးတိဂရိတက္ကရတိခိဆိုတဲ့ပိစိကဗုဒ္ဓတပါးကအဲ့ဣတိကိလိတောင်ကနေပြီးရာဇဂျူပြည်တဲကိုဆွမ်းခံဝင်လာတဲ့အချိန်အဲ့ဒီမြို့ပြင်မှာတွေ့တော့အဲ့မှာဟိုကလည်းပန်းတူသင်္ကန်းဝတ်ထားတော့သင်္ကန်းနွမ်းနန်းပါးနေမှာပေါ့အိမ်ဒီနဲ့ဘာနဲ့ဒီလိုလာရတာကိုအဲ့ဒီအချိန်မှာအဲ့ဒါကြီးကအနုတေကဘသူတော့ဘာတော့သူ့ကိုလမ်းမဖယ်ပေးရကောင်းလားဆိုရင်အဲ့မှာတွေးနဲ့သွားထွေးတာအဲ့ဒါမာနနော်ကိုယ်ချမ်းသာတဲ့အတွက်အိမ်မှာမာနသွားဖြစ်တယ်အဲ့ပိစိကဗုဒ္ဓကိုတွေးနဲ့သွားထွေးတော့ဘာဖြစ်သွားတော့အဲ့ကနေပြီးမှအဲ့ဒါနောက်ဆုံးတေတော့အဝိဇ္ဇိမှာအကြာကြီးနဲ့ပေါင်းတောက်မကအဲ့ဒါခံရတယ်အဲ့ဒါလွတ်လာတဲ့အခါကျတော့ဒီမှာအနုတေလာဖြစ်ရတယ်အဲ့ဒါမာနရဲ့စွမ်းအင်နော်အဲ့ဒါအများကြီးပြောမယ်ဆိုရင်အများကြီးနောက်အမ္ဘပါဠိဆိုတဲ့ပြည့်တစားမှာအကြောင်းကြားဘူးတယ်မလားသူပြည့်တစားမှာဖြစ်တာလဲအဲ့ဒါပဲဟိုးတစ်ချိန်မှာတိခိမြတ်စွာဘုရားလက်ထက်ကထင်ပါတယ်သူလည်းဘိက္ခုနီပဲအဲ့တော့ဘိက္ခုနီတွေနဲ့ဇေဒီတစ်ခုကိုရွှေရကုံဇေဒီလိုဇေဒီတစ်ခုကိုလှည့်နေတဲ့အချိန်မှာဘိက္ခုနီရန္တာမှာဘိက္ခုနီတစ်ပါးကနာချီလိုက်တော့တတွေးပေါက်လေးနည်းနည်းပါးပါရင်ပြင်ပေါ်ကျသွားတယ်ထင်ပါတယ်
အဲ့ဒါကိုနောက်ကလိုက်လာတဲ့ဘိက္ခုနီကဒါဘယ်ပြည့်တစားမကထွေးလိုက်တာတော့ဒီတဲ့တွေးဆိုပြီးသွားလောက်တာအဲ့ဒါကြောင့်မို့သူအဲ့ဒါပြည့်တစားမဘွားပေါင်း1000ဖြစ်ရတယ်တဲ့အဲ့ဒါလွတ်တဲ့အခါနောက်ဆုံးဘွားမှာဒါရဟန္တာဖြစ်မဲ့ဘွားမှာတောင်မှဘာဖြစ်တော့ပြည့်တစားမဖြစ်ရတယ်ဒါလေးတွေအဲ့ဒါမာနရဲ့စွမ်းအင်အဲ့တော့ဗဇက်ကိုမထိမ့်သိမ့်တဲ့စွမ်းအင်တွေပေါ့ဗဇက်ကိုထိမ့်ရမယ်နော်အဲ့ဒါဗဇက်ကိုပိတ်ထားဒီမှာလည်းပြောရတယ်တွတ်မလုံးနဲ့ကိုယ့်ရဲ့ကမ္မထာအယုံထဲမှာမိမိရဲ့စိတ်ကိုသွင်းထားလို့ဒီလိုပြောရတယ်မဟုတ်ဘူးဆိုရင်တရားကဘာလဲမဟုတ်တာပဲလှုပ်ချင်တယ်မဟုတ်တာပဲတွေးတာလေမဟုတ်တာပဲတွေးနေတယ်မဟုတ်တာပဲလှုပ်ချင်နေတယ်ဒါမျိုးကိုအဲ့ဒီမဟုတ်တာတွေလှုပ်ပြီးမှအရင်ဘင်းကဥစဉ်ပြောခဲ့ပြီးသားမလားပါဟနာတင်ညာဆိုဒီ possession of abandonment မိစ္ဆာဝိတ္တတွေဟုတ်လားကာမဝိတ္တဗျာပါဒဝိတ္တဝိဟိန္ဒဝိတ္တဆိုရယ်မိစ္ဆာဝိတ္တတွေဝင်လာပြီဆိုရင်အဲ့ဒါကိုတောက်လျှောက်ပယ်နိုင်အောင်ကြိုးစားရတယ်ကမ္မထာအယုံနဲ့မိမိစိတ်ကိုသွင်းပြီးမှပယ်နိုင်အောင်ကြိုးစားရတယ်အဲ့လိုမဟုတ်ဘူးဆိုရင်ဘာဖြစ်တော့မပယ်နိုင်တဲ့အတွက်အဲ့ဒါပါဇက်ကမဟုတ်တာတွေပြောတော့တာပဲပြီးရင်ကိုထိလက်ရောက်ပါလှုပ်တော့တာပဲလှုပ်ပြီးစင်သွားပြီပေါ့အခုဦးစင်ပြောပြီးပြီမလားတိုင်းပြည်အထိပြည့်စည်အောင်လှုပ်တယ်ကဘာတွေအထိပြည့်စည်အောင်လှုပ်တယ်ဆိုတာသူတို့ရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အဲ့မိစ္ဆာဝိတ္တတွေကိုမထိမ့်သိမ့်နိုင်ကြလို့ကိုထိလက်ရောက်တွေဖြစ်ကုန်တာမာနတွေကြီးပြီးအဲ့လိုတွေဖြစ်ကုန်တာအိတ်တမစ္စရိယတွေများပြီးအဲ့လိုတွေဖြစ်ကုန်တာလောဘတွေကြီးပြီးဒေါသတွေကြီးပြီးမောဟတွေကြီးပြီးအဲ့လိုတွေဖြစ်ကုန်တာအဲ့လိုမဟုတ်ဘဲနဲ့လောဘဒေါသမဟုတ်ဘဲနဲ့အဲ့နေရာမှာအလောဘအဒေါသအမောဟတွေမေတ္တာကရုဏာမုဒိတာတွေများတာဝင်လိုက်မယ်ဆိုရင်ဘာဖြစ်သွားမလဲဥပေက္ခတွေများဝင်လိုက်မယ်ဆိုရင်ကဘာကြီးငြိမ်းချမ်းသွားမှာပေါ့အဲ့ဒါမေတ္တာကရုဏာမုဒိတာဥပေက္ခတွေမဝင်နိုင်ဘဲနဲ့လောဘဒေါသမောဟအိတ်တမစ္စရိယမမာနတွေဖြစ်နေတဲ့အတွက်ကဘာကြီးကဖြစ်စည်းကြတာတိုင်းပြည်တွေလည်းပဲဘာမှရစရာမရှိတော့ဘူးလူတွေလည်းဒုက္ခတွေရောက်ကြပြီနေစရာထိုင်စရာစားစရာတွေမရှိကုန်တော့ဘူးဒါမျိုးတွေဖြစ်ကုန်တာအဲ့ဒါလူတွေကလောဘဒေါသမောဟမာနအိတ်တမစ္စရိယတွေဖြစ်စည်းနေတာဟုတ်ပြီနော်နောက်ဆုံးလေးဦးဇင်းပြောချင်တာကအဲ့မာနကအဲ့လိုကြီးတဲ့ဟာဆိုရင်တော့အဲ့လိုကြီးတဲ့အပြစ်တွေခံရမယ်သေးတဲ့မာနကတောင်မှတရားသူတရားမြတ်ရဖို့အတွက်ခံသွားရမယ်ခုနကပြောတဲ့အထက်ကရာတွေကိုပယ်နေတဲ့ပုဂ္ဂိုလ်တွေကသူတို့မှာမာနရှိနေပြီသူတို့သိချင်မှသိမှာပေါ့တတိထားချင်မှထားမိမှာသူတို့ရဲ့ဉာဏ်နဲ့ဝေဖန်နိုင်စွမ်းရှိတယ်ဆိုပြီးလှုပ်ချင်လှုပ်မှာပေါ့သို့သောသူတို့မှာမာနရှိနေပြီမာနရှိနေရင်အဲ့မာနတားနေရတဲ့တရားတောင်ကျင့်တော့မဟုတ်ဘူးကျင့်လဲရမှာမဟုတ်တော့ဘူးဒီလိုဖြစ်ကုန်မှာအဲ့တော့သီလတောင်မရှိဘဲနဲ့တမာတိပညာဘယ်လိုရမှာလဲဒါက graduate training လေအနုပုပ္ပသိက္ခာတဆင့်ပြီးတဆင့်ကျင့်ရတယ်တဆင့်ပြီးတဆင့်ကျင့်မှလည်းယုံနိုင်မှာနောက်ဆုံးပြောချင်တာကဇံမရသေးပဲနဲ့တမာတိမရှိသေးပဲနဲ့ဒီဝိသိကိစ္စနိဗ္ဗာန်ကိုမပယ်နိုင်ဘူးမပယ်နိုင်သေးရင်ဝိသိကိစ္စတန်တရားဆိုတာရှိနေမှာပဲနောက်ဆုံးတော့ယုတ်တိဏ္ဍနေရှုနေတဲ့အပိုင်းမှာတောင်သူကသောတပတ္တိမေနဲ့ပယ်တာမဟုတ်သေးတဲ့အတွက်ဟုတ်များဟုတ်ရလားဆိုတဲ့တန်တရားမျိုးရှိနိုင်တာပဲသို့သောမြတ်စွာဘုရားဒီလိုဟောထားတာဖြစ်တဲ့အတွက်ဒီတိုင်းသာကျင့်သွားနောက်ဆုံးသောတပန်ဖြစ်သွားရင်ဘာလဲခုနမြတ်စွာဘုရားပြောထားတဲ့မြင့်မို့တောင်အကြောင်းနေ90ထွက်မဲ့အကြောင်းနေတောင်မှသောတပန်ပုဂ္ဂိုလ်ကယုံနေသူကိုယ်တိုင်တော့ဒိဗ္ဗစကုတို့လိုပုဂ္ဂိုလ်နိဝတ္တတို့လိုအဘိညာဉ်တွေမရှိဘူးဆိုရင်သိချင်မှသိမယ်သို့သောမြတ်စွာဘုရားဘာပြောသူကယုံသွားပြီဟုတ်လားမသိနိုင်ပေမဲ့ယုံသွားပြီဘာဖြစ်လို့လဲသောတပန်ဖြစ်သွားလို့ကျန်တဲ့ပုဂ္ဂိုလ်တွေကသောတပတ္တိမေနဲ့ဒီဝိသိကိစ္စယုံမတန်တရားကိုမပယ်သေးဘူးဆိုရင်သူတို့မှာတန်တရားရှိတယ်ရှိနိုင်ပါတယ်ရှိပေမဲ့ခုနကလိုပရိယုဌာဏအထိဝိတေကမအဆင့်အထိမရောက်ဖို့တော့လိုတယ်ပရိယုဌာဏအဆင့်ရောက်လာရင်တော့ဝိတေကမအဆင့်အထိရောက်မသွားဘူးလို့အခုဒါဝေဖန်ရေးတွေလုပ်နေတယ်ဆိုတာဝိတေကမအဆင့်အထိရောက်လာတဲ့သဘောတော့ဖြစ်သွားပြီအဲ့ဒီမှာပြောချင်တာကအရှင်နုရုဒ္ဓဟာရှင်နုရုဒ္ဓတို့ရှင်ဒေဝဒတို့ဘဂုတို့ကိမိလာတို့စသည်ဖြင့်သူတို့ယဟန်ဝတ်ကြတယ်မြတ်စွာဘုရားပွင့်တဲ့အခါကျတော့เนาะတာကွေဝင်မင်းသားတွေယဟန်ပြုကြတယ်ယဟန်ပြုတဲ့အချိန်မှာရှင်နုရုဒ္ဓကပထမဝါတွင်မှာပဲဒိဗ္ဗစကုအဘိညာဉ်ကိုရတယ်သူမဲ့ညာပူညာတော့မရသေးဘူးအဲ့ဒီဒိဗ္ဗစကုအဘိညာဉ်ကိုအခြေခံပြီးမှသူကဒီစัจ java လာ1000မှာရှိတဲ့ယုတ်တိဏ္ဍတွေကိုအကုန်လုံးမြင်အောင်ကြည့်ပြီးမှသူဝိပဿနာရှုနေတဲ့ပုဂ္ဂိုလ်ပဲဒီလိုကြိုးစားအထုတ်နေပြီမဲ့ဘာဖြစ်တုံးဆိုတော့ပင်ပန်းပန်းကြိုးစားအထုတ်တော့လေသူမရနိုင်အဲ့ဒီမှာအဲ့ပါစိနတိုင်းကဝါတော်ထဲမှာသူအထုတ်နေတာအဲ့ဒီမှာစာမှာဆိုထားတာ8 လနော်8 လတောင်မှသူမအိပ်မနာမအိပ်ဘဲနဲ့ကြောမကင်းဘဲနဲ့အထုတ်တာမရတဲ့အခါကျတော့သူပြန်ပြီးမှသူစဉ်းစားတာစဉ်းစားတာမဟုတ်ဘူးအဲ့ဒီမှာရှင်သာရိပုတ္တရာနဲ့သွားဆွေးနွေးတယ်သွားဆွေးနွေးတဲ့အချိန်မှာသူကတင်ပြတယ်အရှင်ဘုရားအရှင်သာရိပုတ္တရာတဲ့တပည့်တော်ဟာတပည့်တော်ရဲ့ဒိဗ္ဗစကုအဘိညာဉ်နဲ့ဒီကမ္ဘာ1000ကိုဟုတ်လားလောကဓာတ်1000ကိုခဏအတွင်းမှာမြင်အောင်ကြည့်နိုင်ပါတယ်ဗျာအဲ့လောက်ထိသူ့မှာတမာတိကောင်းတယ်လို့ပြောကြတယ်ယုတ်တိဏ္ဍနေကိုလည်းမြင်တယ်လို့သူပြောကြတယ်
ဟုတ်ပြီနော်နံပါတ်1ကအဲ့လိုဒိဗ္ဗစက္ခုအလောက်ထိကောင်းတယ်တမာတိလည်းအလောက်ထိကောင်းတယ်ကောင်းတဲ့အခါကျတော့တပည့်တော်မှာဝိရိယလည်းကောင်းတယ်ဗျာအမြဲမပြတ်အထုတ်နေတာပဲပြီးတဲ့အခါကျတော့တတိကလည်းကောင်းတယ်တပည့်တော်ဘယ်အာယုံဘယ်ယုံနာအာယုံပဲအာယုံပြုလိုက်လွယ်လွယ်ကူကူနဲ့အာယုံပြုနိုင်တယ်ပြီးတဲ့အခါကျတော့တပည့်တော်မှာတမာတိကလည်းကောင်းတယ်ဗျာဟုတ်လားဧကဂတလည်းရှိတယ်ပေါ့ကဲနောက်ဆုံးတော့ဗာပြောချင်တော့ဒါပေမဲ့တပည့်တော်မှာတပည့်တော်စိတ်ကကိလေသာမလွတ်မြောက်ဘူးနိဗ္ဗာန်ကိုမျက်မှောက်မပြုနိုင်ဘူးဖြစ်နေတယ်ဗျာတဲ့အဲ့ဒါဘာကြောင့်မို့လဲဗျာတဲ့ဒါမြတ်စွာရှင်သာရိပုတ္တရာနဲ့တရားဆွေးနွေးတာနော်သူတော်သေးတာပေါ့ဆွေးနွေးလို့ဆွေးနွေးတော့ရှင်သာရိပုတ္တရာကအဲ့ဒီမှာသူ့ကိုထောက်ပြတာသူရဲ့မှားခွက်အနုရုဒ္ဓတဲ့အဲ့ဒါနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တာရှင်ဘုရားရဲ့စိတ်ကကိလေသာမလွတ်မြောက်နိုင်တာတခြားကြောင့်မဟုတ်ဘူးအရှင်ဘုရားမှာကိလေသာတွေရှိနေသေးလို့တဲ့ဘာတော့ဆိုတော့ငါမှဒိဗ္ဗစက္ခုအပညာရှိတယ်လောကဓာတ်တစ်ထောင်ကိုတခဏအတွင်းမှာကြည်နိုင်တယ်လို့ရှင်ဘုရားအဲ့ဒါဖြစ်နေတာအဲ့ဒါမာနဖြစ်နေတာကြည်နော်ဒီမှာအပညာရတဲ့ပုဂ္ဂိုလ်တောင်သူ့အနေနဲ့သူမာနဖြစ်နေတာမသိဘူးရှင်သာရိပုတ္တရာထောက်ပြလိုက်မှအဲ့ဒီမာနတားနေတဲ့အတွက်သူတရားမရဘူးဖြစ်နေတာအဲ့ဒါခုနလိုကျဉ်းကျဉ်းတန်းတန်းမာနတွေတော့မပြောနဲ့အဲ့တော့ဒီလိုမသိတဲ့ဒီမှာတမာတိတို့ဘာလို့အခြေခံပြီးဝိပဿနာရှုနေတဲ့ပုဂ္ဂိုလ်မှတော့မသိမသာမာနအဲ့ဒါတားနေတာဒီလောက်နုညံ့တဲ့မာနတားတယ်အဲ့ဒါတတိထားနော်အဲ့ဒါကိုယ့်အနေကိုဘသူကယူဆိုင်မှာလည်းတွေပဲသွားမလုံးနဲ့နော်ဒီအချိန်မှာယုံနာကိုရှုနေယုံနာလိုပဲအာရုံပြုထားငါပဲရှုနိုင်တာကျန်တဲ့သူတွေမရှုနိုင်ဘူးဒါမျိုးတွေသွားမလုံးနဲ့အဲ့ဒီမှာမသိမသာနဲ့မာနသွားတားလိုက်ဟုတ်ပြီနော်ပြီးတော့တပည့်တော်တရားအထုတ်ပါတယ်ဗျာတတိလည်းကောင်းတယ်တမာတိလည်းကောင်းတယ်ကျိုးကျစားလည်းအထုတ်တယ်အဲ့လိုရှင်ဘုရားတွေးနေတာတခြားမဟုတ်ဘူးအဲ့ဒါအရှင်ဘုရားဥဒ္ဒစ္စဖြစ်နေတာစိတ်ပြန့်လွင့်နေတာတဲ့အဲ့ဒါရှင်သာရိပုတ္တရာထောက်ပြတာနော်အဲ့လိုအထုတ်ပါလေနဲ့တပည့်တော်ဘာလို့နိဗ္ဗာန်မမျက်မှောက်မပြုနိုင်ဖြစ်နေရတာလဲတပည့်တော်စိတ်ကကိလေသာတွေမလွတ်မြောက်ဘူးဖြစ်နေရတာလေလို့အရှင်ဘုရားတွေးနေတာအဲ့ဒါတခြားမဟုတ်ဘူးကုတ်ကုတ်စားတဲ့နောင်တတဖန်ပူပန်နေတာနောင်တရနေတာထောက်ပြလိုက်တာမာနရဲ့ဘာရဲ့လဲရှင်သာရိပုတ္တရာထောက်ပြလိုက်တာနော်သေးသေးပွားပွားလေးမာနဖြစ်နေတယ်ဥဒ္ဒစ္စစိတ်တွေပြန့်လွင့်နေတယ်ပြီးတဲ့အခါကျတော့ဘာဖြစ်နေတော့ကုတ်ကုတ်စဖြစ်နေတယ်အဲ့ဒါကြောင့်မို့ရှင်ဘုရားတရားမရဘူးရှင်သာရိပုတ္တရာအဲ့လိုပြောလိုက်တာကဲအဲ့ဒါကိုသူ့ရဲ့အမှားကိုမြင်သွားတဲ့အခါကျတော့အဲ့ဒါရှင်သာရိပုတ္တရာနဲ့တရားဆွေးနွေးပြီးတော့ခုနပါဠိနာတိုင်းမှာအဲ့ဒါတရားမအိပ်မနေနဲ့တရားအထုတ်လိုက်တာနောက်ဆုံးဘာလဲအပိစ္ဆတယံဘိက္ခွေဓမ္မောနာယံဓမ္မောမဟိစ္ဆတလောဘကြီးတဲ့ပုဂ္ဂိုလ်ဒီတရားကိုမရနိုင်ဘူးလောဘနေတဲ့ပုဂ္ဂိုလ်ပဲဟုတ်လားအလိုဆန္ဒနေတဲ့ပုဂ္ဂိုလ်ပဲရနိုင်တယ်ဝိရိယတယံဘိက္ခွေဓမ္မောပြင်းတဲ့ပုဂ္ဂိုလ်တွေကမရနိုင်ဘူးတကယ်မပြင်းပြီးနဲ့ကြိုးစားအထုတ်တဲ့ပုဂ္ဂိုလ်ပဲဒီလောကုတ္တရာတရားကိုရနိုင်တယ်စသည်ဖြင့်အနုရုဒ္ဓမဟာဝိတကသုတ်ဆိုတာရှိတယ်အဲ့ဒါတရားကြီးတွေအဲ့အထကနိပါဒအင်္ဂုတ္တမှာသွားကြည့်အဲ့ဒါမြတ်စွာဘုရားနောက်ဆုံးတစ်ခုပပ္ပင်စတယံဘိက္ခွေဓမ္မောနာယံဓမ္မောပင်စာရမတ္တလားအဲ့ဒါလေးတွေမြတ်စွာဘုရားထက်မှာဟောထားတာအနုရုဒ္ဓမဟာဝိတကသုတ်ဆိုအဲ့သုတ်ဆုံးမှာအဲ့ဒါရှင်အနုရုဒ္ဓကရဟန္တာဖြစ်တယ်တရားဒုတရားမြတ်ကိုရသွားတယ်အဲ့ဒါလေးတွေလည်းမှတ်ထားတော့တရားထုတ်နေရင်အဲ့ဒါမတိမတမာနတွေကကွယ်နေတာမျိုးဥဒ္ဒစ္စတို့ကုပု္ပ္ပစတို့ကတာစီနေရမျိုးတွေဖြစ်တတ်တယ်ကဲအဲ့ဒါဦးဇင်းကဒီဟာတွေကဦးဇင်းတို့ဒါနဲ့ပတ်သက်ပြီးမှပြောပြတာခုနကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တရားတရားတဲ့တတ္တာအဲ့ကောင်းတဲ့စေတသိက်တွေလည်းပဲရှုရတယ်ဟုတ်လားတတ္တာတို့ဘာတို့ဆိုအဲ့ဒါတရားတရားကလည်းပဲလိုတယ်သို့သောတရားတရားကြီးပဲတက်တော့မဟုတ်တရားတရားမရှိရင်လည်းဘာမှလုပ်မရဘူးဟုတ်လားတတ္တရာတရတိဩဂန်ဆိုတဲ့အတိုင်းတရားတရားကြောင့်မို့ယုံကြည်မှုကြောင့်မို့ဩဃလေးပြတန်တာကိုကူးမြောက်နိုင်တယ်သို့သောယုံကြည်မှုကပညာမပါတဲ့ယုံကြည်မှုမျိုးဆိုရင်မုဒ္ဒပတနာတဲ့မှားယွင်းတဲ့ဟုတ်လားအချီးနှီးယုံကြည်မှုမျိုးဖြစ်သွားတတ်တယ်အဲ့တော့ပညာပါရမယ်လို့ပြောချင်တယ်အဲ့တော့ပညာမပါဘူးဆိုရင်ခုနလိုကံကံရဲ့အကျိုးတွေကိုထိုးထွင်းသိမြင်နိုင်တဲ့ပညာမျိုးပါမှဒါယုံကြည်မှုကမှန်ကန်တယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့အကုန်လုံးကိုယ့်ရဲ့ဖျားပဲဖန်ဆင်းရှင်ပဲပုံအားထားလိုက်ရင်အဲ့ဒါမှားသွားပြီပေါ့ပညာမပါတော့ဘူးဖြစ်သွားပြီဒါမျိုးပြောတာအဲ့ဒီဟာလည်းပဲလောကမှာတော့ပညာရှိကြီးပဲသိပ္ပံပညာရှင်ကြီးပဲလို့ပြောနေပေမဲ့အဲ့လိုအယူကတစ်ခုကဆွဲသွားပြီဆိုရင်နောက်အတိဝနပစ္စည်းနဲ့တက်ပြီးမှတကယ်အဲ့ဒါတဘွားလုံးနိယတမိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်ဖြစ်သွားတတ်တယ်သူတို့ကလည်းသူတို့တော့ပညာတော့တတ်တာပေါ့ဒါလောကီပညာပြောတာဒီယုတ်ဒီနတ်နေမမြင်သေးမြတ်ဒီပုဂ္ဂိုလ်ပညာတတ်လို့ပြောမရဘူးဗျအဲ့ဒါလေးလည်းမှတ်တာပညာအစစ်ဆိုတာဘာကိုပြောတာခုနတင်ညာပဲရှိတယ်အဲ့ဒါတွေသိတာနျူကလ িয়ার တွေပါတီထွင်နိုင်တယ်ဘာညာဆိုတာတွေကဒါပညာမဟုတ်ဘူးပညာ
ဒီယုတ်နံပရမတ်ကိုဟုတ်တိုင်းမှဆိုသိတာမှာပညာလို့ခေါ်တယ်အဲ့တော့တရားတရားကလည်းပဲအရေးကြီးတယ်တရားတရားမရှိဘူးဆိုရင်လက်ရှိတဲ့ပုဂ္ဂိုလ်ဟာကိုလိုချင်တဲ့အရာဝတ္ထုအလုံးကိုယူလို့ရတယ်လက်မရှိဘူးဆိုရင်ဘာမှယူလို့မရတော့ဘူးမြင်နေပေမဲ့ယူလို့မရတော့ဘူးထို့အတူပဲတရားတရားအစစ်အမှန်မရှိဘူးရှိတယ်ဆိုရင်ကိုလိုချင်တဲ့ကုသိုလ်တွေလုပ်လို့ရတယ်ဒါနလည်းရတယ်သီလလည်းရတယ်ဘာဝနာလည်းရတယ်အဲ့ဒီတရားတရားဆိုရဲလက်မပါတော့ဘူးဆိုရင်ပါတော့ကုသိုလ်တွေလုပ်လို့ရနိုင်ပေမဲ့ဘာမှမလုပ်တော့ဘူးတရားအထုတ်လို့ရနိုင်ပေမဲ့အမထုတ်ချင်တော့ဒီလိုဖြစ်သွားတယ်ဒါကြောင့်တရားတရားကလည်းပဲလိုတယ်လို့အဲ့ဒါပြောချင်ပါတယ်ဗျကဲကျန်တဲ့ဘာလဲဇလန်းတွေတော့အများကြီးပဲဒီလောဘဒေါသမောဟတွေနဲ့တရားတရားကုသိုလ်တွေပြုလုပ်လိုက်လို့နည်းနည်းပါးပါးလောက်တာနဲ့ရတာတွေနဲ့အများကြီးရှိတယ်ကဲအဲ့ဒါတွေဟာဘာတွေလဲကုသိုလ်နဲ့အကုသိုလ်ပဲအချင်းချုပ်လိုက်ရင်ကုသိုလ်နဲ့အကုသိုလ်ပဲတော့အကုသိုလ်မှာဆိုရင်အဲ့ဒါကုသိုလ်နဲ့အကုသိုလ်မရှိရဘူးဆိုရင်ဒါတွေဘယ်လိုလုပ်သွားသိမလဲသူ့ရဲ့သဘောတဘာဝကိုဒါသိုံမဲ့သိရမယ်ဒါအဘိဓမ္မာမြတ်စွာဘုရားတာဝရိန္ဒာမှာဟောတာလူတွေအတွက်မဟုတ်ဘူးဆိုတာမျိုးတွေယူဆသွားရင်ဘလို့သွားရှုတော့မလဲဘလို့သွားတည်တော့မလဲတင်တော့တင်ထားတယ်ဒါပေမဲ့သူတို့အဲ့လိုကိုမရှုခြင်းလို့မရှုနိုင်လို့အဲ့လိုတွေသွားပြီးကာဗာလုပ်လိုက်တယ် reject လုပ်လိုက်တယ်ဆိုရင်ဒီပုဂ္ဂိုလ်တွေရဖို့ဖြစ်နိုင်တော့ပါဘူးအသက်တာကြီးသွားတာပါဟုတ်လားဆရာတော်ကြီးလို့တော့ခေါ်မှာပေါ့သို့တော့ဘာဖြစ်တော့တရားရဖို့မလွယ်ပါဘူးအဲ့ဒါဦးဇင်းကတော့ဒါဓမ္မဒိဋ္ဌာန်အနေနဲ့ပြောတာပါနော်ဘုသူရဲ့လို့တော့မပြောပါဘူးဒါကိုပြောချင်တာကအဲ့လိုရှိနေတဲ့ပုံကိုယ်တွေအဲ့လို reject လုပ်နေတဲ့အထာဂရကို reject လုပ်နေတဲ့ပုံကိုယ်တွေအများကြီးရှိလို့မို့အဲ့တော့အဲ့ဒါကြောင့်မို့ကိုညံတဲ့တော့ဘာပဲပြောပြောဒီအထာဂရတွေကအထာဂရဆရာတွေရဲ့ညံကတားတယ်ဆိုတာလေးတော့မှတ်ထားပါခုနပြောသလိုပဲရှင်ဘုရားအထာဂရစကားမယုံဘူးဆိုရင်ရှင်ဘုရားစကားဒီတော့ဘာလို့ယုံရမှာလဲတဲ့အဲ့လိုပဲပြောတော့မှာပေါ့ဟုတ်လားအဲ့ဒါလေးမှတ်ထားအထာဂရဆရာသူ့တဲ့တော့ဘာလို့မတားပဲနေရမလဲအနည်းဆုံးတာတာပေါ့အဲ့တော့ဒီပုဂ္ဂိုလ်ကအထာဂရစကားမယုံဘူးဆိုရင်သူပြောတဲ့စကားကိုဦးဇင်းတို့လိုနားထောင်တဲ့ပုဂ္ဂိုလ်တွေဒကာကြီးတွေဒကာမကြီးတွေလိုနားထောင်တဲ့ပုဂ္ဂိုလ်တွေကဘာလို့ယုံနေရမှာလဲဟုတ်ဘူးလားကဲအဲ့ဒါလေးကိုပြောပြီးရင်လည်းကဲဦးဇင်းတို့ရဲ့တရားပွဲဒီမှာအနိကုံးချုပ်ရအောင်ကဲဒီတရားတွေကိုလက်တွေ့ကျင့်ကြံကြိုးကိုပွားများအထောက်ပြီးမှကုသိုလ်တရားတွေအကုသိုလ်တရားတွေယုတ်တရားနံတရားတွေကိုဟုတ်တိုင်းမှဆိုတာတည်တဲ့နာမရူပပရိစ္ဆေဒဉာဏ်ပစ္စယပရိကဉာဏ်တဏိသစ္စာဒေသနာနည်းအပြင်ပြောမယ်ဆိုရင်ဒုက္ခသစ္စာအမြင်ရတဲ့ခန္ဓာ၅ပါးယုတ်နံတရားတွေဟုတ်လားသမုဒယသစ္စာအမြင်ရတဲ့ခုနကပရိစ္ဆေသမုပ္ပါအကြောင်းကျိုးဆက်သဘောတရားတွေတနည်းအားဖြင့်တဏှာဥဆောင်တဲ့တရားတွေကိုဟုတ်တိုင်းမှဆိုတာတည်ပြီးဒါဆိုရင်ဒုက္ခသစ္စာနဲ့သမုဒယသစ္စာတည်ပြီးဒုက္ခသစ္စာနဲ့သမုဒယသစ္စာအမြင်ရတဲ့ယုတ်တရားနံတရားနဲ့အကြောင်းတရားအကျိုးတရားတွေတည်တယ်ဝိပဿနာရဲ့အရှုခံအာယုန်တွေဖြစ်တဲ့ဒီဝိပဿနာရဲ့အရှုခံအာယုန်တွေကိုယောဂီပုဂ္ဂိုလ်တွေကဟုတ်တိုင်းမှဆိုတာတည်ပြီးဆိုရင်ယထာဘုဒ္ဓဉာဏ်ရပြီအဲ့ယထာဘုဒ္ဓဉာဏ်ရပြီဆိုရင်နောက်ဆုံးအဲ့မှာသူတို့ရဲ့သဘောတဘာဝတွေကိုကြည့်ပြီးမှအနိစ္စဒုက္ခအနတ္တလို့လက္ခဏာသုံးတန်တင်ပြီးမှရှုပွားသုံးတတ်တဲ့ဝိပဿနာအစစ်ကိုလာလိုက်မယ်ကဲနောက်ကြရင်ဦးဇင်းတို့ဝိပဿနာအစစ်ကိုဆက်ပြီးမှဆွေးနွေးသွားကြရအောင်ဟုတ်ပြီနော်ကဲကျင့်ကြံကြဘုရားဟောတဲ့အတိုင်းစနစ်တကျကျင့်ကြံကြုတ်ကိုဘောများအထုနိုင်ကြ၍မဉ္ဇဉ်ပုညံနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုရကြရရောက်ကြရပါစေကုန်သောရဲ့လို့ဆုတောင်းပတ္ထနာပြုလိုက်ကြကုန်ရတည်းသာဓု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 ရှင်ဗျာလူရှိစီကြည်ကြခွင့်ပြုပါဥစ္စာလေးအောက်တိုဘာလ9ရက်နေ့2022ခုနှစ်2022ခုနှစ်အောက်တိုဘာလဒုတိယပတ်တွင်လူရှင်များသည်ဝိနည်းတတ္တဝါအားလုံးနိဗ္ဗာန်ကိုမျက်မှောက်ပြုရန်အကြောင်းထောက်ပံ့ကောင်းများဖြစ်စေရန်လို့ငါဤသို့လူတန်းသွားကြပါသည်ရှင်ဘုရားကွယ်လွန်သွားသောမိဘများရည်စူး၍ဥမောင်ကြီးဒေါ်စောမြမိသားစုမှရှင်ဘုရားတွေသင်္ကန်းတစုံရှင်ဘုရား၏စွန့်စားသောယဟန်တော်တို့နှင့်အပ်ဆက်သောပစ္စည်း၄ပါးတွေဒေါ်လာ50ရန်အမရဒါနတူကိုကပ္ပိယဥကြည်ရှိန်တန်တွင်လူတန်းထားပါသည်ရှင်ဘုရားလူရှိသောအခါလူကတော်မူပါဗျာဥဒင်နွယ်ဒေါ်မမေခင်သမီးမဆုသွဲတန်နယူးဂျာစီမိသားစုတို့မှနိဗ္ဗာန်၏အကြောင်းထောက်ပံ့လို့ငါရှင်ဘုရားအတွက်ယဟန္တာတို့နှင့်အဆက်သောဒေါ်လာ50တန်အမတဒါနအလူကိုကပ္ပိယဝိကြီးရှိန်တန်လူတန်းထားပါသည်ရှင်ဘုရားလူရှိသောအခါလူခံတော်မူပါဗျာတို့ဖြင့်ဝိမြတ်ဓမ္မသင်္นานတွေလည်းလူတော်ငွေဒေါ်လာ50ကိုလူတန်းထားပါသည်စုစုပေါင်းဒေါ်လာ100အမတဒါနကိုလူတန်းထားပါသည်
ဒေါက်တာကြည်စာလင်းဒေါခင်လမိသားစုညောင်ရွှေမြို့မှာနိဗ္ဗာန်၏အကြောင်းထောက်ပံ့လို့ငါရှင်ဘုရားအတွက်ယဟန်တော်တို့နှင့်အဆက်သောဒေါ်လာ50ရန်အမရဒနာလူကိုကပ္ပိယဥကြည်ရှိန်တန်တွင်လူဒန်းထားပါသည်ရှင်ဘုရားလူရှိသောအခါလူခံတော်မူပါရှင်ဘုရားအရှင်ပရမနန္ဒအားအမှုထားလျက်တန်ဖိတ်ခင်ခေါ်မတ္တန်ရေးမှာနိဗ္ဗာန်၏အကြောင်းအထောက်ပံ့လို့ငါအရှင်ဘုရားအတွက်ယဟန်တော်တို့နှင့်အဆက်သောဒေါ်လာ100ရန်အမရဒနာလူကိုကပ္ပိယဥကြည်ရှိန်တန်တွင်လူဒန်းထားပါသည်ရှင်ဘုရားလူရှိသောအခါလူခံတော်မူပါရှင်ဘုရားအဘိဓမ္မာခါတော်နေ့တွင်နှစ်ဘက်သောမိဘများကိုအမှုထား၍ဒေါက်တာဦးသန်းဆွေနှင့်ဒေါ်ခင်စန်းမြင့်သားသမီးမြေတစုမောင်တိန်ဖြူကယ်လီဖိုးနီးယား USA မှာနိဗ္ဗာန်၏အကြောင်းထောက်ပံ့လို့ငါအရှင်ဘုရားအတွက်ယဟန်တော်တို့နှင့်အဆက်သောဒေါ်လာ100ရန်အမရဒနာလူကိုကပ္ပိယဥကြည်ရှိန်တန်တွင်လူဒန်းထားပါသည်အရှင်ဘုရားလူရှိသောအခါလူခံတော်မူပါရှင်ဘုရားဆရာတော်၏ဓမ္မဒေသနာကုသိုလ်ယောဂီများ၏ဓမ္မသဗ္ဗနာကုသိုလ်ယခင်နှင့်ယခုလူဒန်းခဲ့ကြသောလူရှင်များ၏ပတ္တိဒါနကုသိုလ်ယောဂီများ၏ဝေယဝိဆကုသိုလ်ကျွန်တို့အားလုံး၏ဘဝနာကုသိုလ်စသည့်ဤမောမြတ်လာသောကောင်းမှုကုသိုလ်စုစုကိုဝိနည်းတတ္တဝါအပေါင်းတို့အားအမြတ်ပေးဝပါ၏အလုံးဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓု၃ကြိမ်ခေါ်တော်မူကြပါခင်ဗျာသာဓုသာဓုသာဓုသက်ရှိကြမှာစိတ်ချမ်းသာကြလျက်ဉာဏ်ပညာများစတဲ့တဘူတိုးတက်ကြပါစေနိဗ္ဗာန်သို့ရောက်စေရာအထောက်ပံ့ကောင်းများဖြစ်ကြပါစေသတည်းသာဓုသာဓုဆရာတော်မေးပြီအစဉ်ပြေပါသေးလား question တစ်ခုပဲပြီးတော့ဒီနေ့ဒါလည်းပဲ7 နာရီတိုးပြီဆိုတော့question ကတော့ရပါလားရှင်ဗျာကဲquestion တစ်ခုလည်းရှိရအောင်အဲ့တော့ဒီမှာမေးထားတာကတော့တပည့်တော်အာနာပါနကမ္မထာကိုကြည့်နေပါသည်တရားရှိမှတ်တဲ့အခါတိုင်းခန္ဓာကိုယ်ကြီးပျောက်နေပါသည်တဲ့ဤသို့သောအခြေအနေတွေမိတို့ဆက်လက်ရှုသင့်ပါသည်ရှင်ဗျာတဲ့တရားရှုမှတ်တဲ့အခါတိုင်းခန္ဓာကိုယ်ကြီးပျောက်နေပါသည်ဆိုတော့အာနာပါနကမ္မထာကိုယောဂီပုဂ္ဂိုလ်ကရှုနေတာဖြစ်တဲ့အတွက်အဲ့ဒီခန္ဓာကိုယ်ကြီးပျောက်နေတယ်သို့တော့ယောဂီပုဂ္ဂိုလ်ကဝင်လေထွက်လေကိုတော့တည်နေတယ်ဝင်လေထွက်လေမှာစိတ်ကညှိုးစားကပ်ပြီးမှတည်နေတယ်ဆိုရင်ခန္ဓာကိုယ်ကြီးပျောက်နေလေကောင်းလေပဲခန္ဓာကိုယ်ကြီးရှိနေရတော့မှသတိမထားမိတော့ဘူးစိတ်ကလေမှာပဲကပ်နေအဲ့ဒါကောင်းတယ်အဲ့လိုဖြစ်နေရမှာနော်သို့တော့စိတ်ကတခြားအယုန်တွေသွားတည်နေလို့ခန္ဓာကိုယ်သတိမထားမိတော့ဘူးဒါမျိုးတော့မဖြစ်အောင်တခြားအယုန်တွေနဲ့သွားအဲ့ဒါကျက်စားနေလို့တော့မရဘူးဟုတ်လားဝင်လေထွက်လေမှာစိတ်ကညှိုးစားကပ်ပြီးမှတီးနေပြီးမှယောဂီပုဂ္ဂိုလ်ကခန္ဓာကိုယ်ပျောက်တဲ့လောက်ထိခံစားနေရတယ်စိတ်ကဝင်လေထွက်လေကမ္မထာအယုန်နဲ့မှနှိမ့်မြုပ်ပြီးနေလိုက်တယ်အဲ့လိုနေနေမဖြုတ်ချင်တော့ဘူး2 နာရီ 3 နာရီတိုင်လို့ဖြုတ်ချင်တော့ဘူးဆိုရင်အဲ့ဒါမှန်တယ်အဲ့လိုကနေပြီးမှခုနတမာတိရရင့်ကျက်ပြီးမှအဲ့ဝင်လေထွက်လေကနေပြီးမှနမိတ်အဆင့်ထိပြောင်းသွားပြီဥက္ကဟနမိတ်ဟလားအဲ့စိတ်ကတခုနဲ့ညှိကပ်နေတယ်လို့အဲ့ဒါတခုလည်းမနှိမ့်မြုပ်နေတယ်လို့ခံစားရပြီဆိုရင်အဲ့ဒါဥက္ကနမိတ်အဆင့်ရောက်ပြီအဲ့ကနေပြီးမှယောဂီပုဂ္ဂိုလ်ရဲ့စိတ်ကဘာလဲအဲ့မှာညှိုးစောကပ်ပြီးထိုင်တိုင်းရက်တိုင်းရပြီအယောင်တွေထွက်လာပြီပြိုးပြတက်လည်းထွက်လာပြီတောက်ရှူးကျဲလို့ဟုတ်လားကြည်လန်တောက်ပါတယ်ထဲမှာစိတ်ကနှိမ့်မြုပ်သွားပြီအဲ့ဒါကိုထိုင်တိုင်းလည်းထိန်းထားနိုင်ပြီဆိုရင်တော့အဲ့ဒါပရိပါဏမိတ်အဆင့်ရောက်ပြီအဲ့အချိန်လဲခန္ဓာကိုယ်သတိမထားမိတော့ဘူးခန္ဓာကိုယ်ပျောက်တယ်လို့ဖြစ်နေကောင်းတယ်ဟုတ်ပြီနော်အဲ့လိုဖြစ်အောင်လုပ်အောင်တကယ်လို့ပရိပါကနမိတ်မမြင်ရသေးဘူးဆိုရင်ရောဆရာဟိုဥပမာပြပြအဆင့်နဲ့ပရိကမနမိတ်အဆင့်နဲ့ဖြစ်နိုင်တယ်ခုနအတိုင်းကကောင်းကင်မှာထိုင်တဲ့တလောက်ဒီပေါ့ပါနေပြီအဲ့အချိန်တောင်မှသူကခန္ဓာကိုယ်သတိထိုင်မှထားပြီးတော့ဘာလို့လဲလေမှာစိတ်ကကန့်နေလေမှာစိတ်ကကန့်နေလို့လဲအဲ့လိုခန္ဓာကိုယ်ပေါ့ပါပြီးအဲ့လိုဖြစ်လာခန္ဓာကိုယ်တော့သတိမထားမိတော့ဘူးလို့ဖြစ်သွားတယ်အစပိုင်းသမားတွေဆိုရင်ခန္ဓာကိုယ်ကနာတာကျင်တာနဲ့တောင်နှပန်းလုံးရတာမလားအဲ့တော့အဲ့ဝင်လေထွက်လေမှာစိတ်ကညှိုးစားကတ်သွားပြီဆိုရင်သူကပီတိတို့ပတ္တတိတို့လာပြီလေခန္ဓာကိုယ်တွေပေါ့ပါပြီလားပြီးရင်ဒုက္ခ
ထိုင်ပြီးရင်တော့မှချမ်းသာနေတော့ဟုတ်လားစိတ်က fresh ဖြစ်နေတော့ဒါမျိုးအဲ့လိုဖြစ်နေမှာ2 နာရီ 3 နာရီထိုင်တော့လဲ fresh ဖြစ်နေရပဲမပင်ပန်းဒုက္ခချမ်းသာနေအဲ့ဒုက္ခရင့်ကျက်လာပြီဆိုတဲ့အခါကျမှတမာတိဆိုတာလာတာဗမောဇပီတိပတ္တိဒုက္ခတမာတိဆိုတာများသောအားဖြင့်အဲ့တမာတိအဆင့်ကိုမရောက်ဘဲနဲ့ခုနပတ္တိတို့ပီတိပတ္တိတို့ဒီအဆင့်လေးနဲ့သူတို့ဝိပဿနာလို့တချို့တွေထင်နေကြလို့တော့ဦးဇင်းတို့ကပြောပြနေရတယ်အဲ့လိုပြောလိုက်တော့တခြားသူတွေနည်းနည်းဒေါသဖြစ်ကောင်းဖြစ်ကြလိမ့်မယ်ဟုတ်လားအဲ့ဒါဦးဇင်းတို့ရဲ့ဟိုမှာဆရာတော်တွေအဲ့တော့အကြောင်းဆရာတော်နဲ့ပတ်သက်ပြီးအဲ့ဒါလည်းဟိုတုန်းကပြောခဲ့ဘူးပါအဲ့သဘောလေးတွေအဲ့ဒါကိုဘာလို့လဲဆိုတော့သူတို့စစထိုင်နိုင်ခြင်းဒါဝိပဿနာလို့ထင်လိုက်တဲ့အတွက်အဲ့လိုပီတိတို့ပတ္တိတို့ဒုက္ခတို့ဒါလေးဖြစ်လာပြီဆိုရင်ဒါဝိပဿနာဉာဏ်နေလို့သူတို့ထင်ကုန်အဲ့ဒီလိုထိုင်တိုင်းရသွားပြီဆိုရင်ဘာဖြစ်သွားတော့ဆိုအဲ့မှာအလင်းရောင်နေခုနပြိုးပြပြထွက်လာတာမျိုးခုနကိုစိုက်ကြည့်နေတယ်မှာအလင်းရောင်နေတခါတည်းစိတ်ကနှိမ့်မြုပ်သွားတယ်လို့မျိုးဖြစ်လာတာအဲ့မှာပြောချင်တာနမိတ်လေးတွေစိုက်ပြီးမှပေါ်ရှင်တဲ့သဘောလောက်ရှိသေးတာအဲ့ဒါကိုပဲသူတို့ကဝိပဿနာပက္ခိလေသာဝိပဿနာဘိုင်းမှာတွေ့ရတယ်ဝိပဿနာဉာဏ်ကြီးကြောင်းတရားတွေလို့ထင်ကုန်တာဟုတ်ပြီနော်ဝိပဿနာဉာဏ်လို့သူတို့အဲ့မှာထင်တာအဲ့တော့ပြောချင်တာဥပဇ္ဇရတမတိနေမြေကိုမရောက်သူဖြစ်နေတယ်အဲ့လိုဖြစ်နေတာဆိုတော့အဲ့မှာ process တစ်ခုကြံသေးသလားလို့အဲ့ဒီဝင်လေထွက်လေကိုရှုနေရနေပြီးတော့သူလေကတဖြည်းဖြည်းတိမ်မွေ့လာပြီးတော့အဲ့မှာနမိတ်ကပေါ်လာတယ်ဒါပေမဲ့နမိတ်ကမခိုင်သေးလို့ရှိရင်ပြန်ပြောက်သွားပြီးတော့တခါလေကိုပဲပြန်ရှုနေရမယ်တကယ်တော့လေနဲ့နမိတ်နဲ့တသားတည်းဖြစ်တဲ့ချိန်ကြမှာလေနဲ့နမိတ်နဲ့တသားတည်းဖြစ်ထားတဲ့ခါကြမှာသူကအဲ့ချိန်ကြမှာအလင်းရောင်တို့ဘာတို့အဲ့ဒီဟိုဥက္ခနမိတ်ကိုပရိကမ္မနမိတ်ကနေဥက္ခနမိတ်ကိုပြောင်းကြည့်ရမှာဟုတ်လားအဲ့လိုပြောင်းကြည့်ရမှာဟုတ်တယ်ဒီခါကျတော့သူကအဲ့မှာခန္ဓာကိုယ်ပျောက်သွားတာမျိုးတွေပါဖြစ်နေတယ်အဲ့မတိုင်ခင်ပျောက်တာကိုသတိထားမိလို့ရှိရင်သူ့ရဲ့ကမ္မထာကိုသူသတိမထားသလိုမဖြစ်နိုင်ဘူးလားအဲ့အချိန်လည်းဖြစ်မယ်အဲ့မတိုင်ခင်လည်းဖြစ်တတ်တယ်ခုနယောဂီပုဂ္ဂိုလ်ကြည့်ရတာတော့အစပိုင်းမှာဖြစ်နေတာဒါပေမဲ့အမြဲတမ်းတော့ဖြစ်ပုံပေါ်ပါဘူးသူရိုးသားမယ်ဆိုရင်ပေါ့နော်အမြဲတမ်းပြောင်းနေတယ်လို့တော့ဖြစ်ပုံပေါ်ပါဘူးအမြဲတမ်းပြောင်းနေတယ်လို့ဖြစ်ရင်စိတ်ကဟိုထဲမှာဒါနှစ်မြုပ်နေရမယ်နှစ်မြုပ်နေရင်တော့ခန္ဓာကိုယ်သတိမထားမိတော့ဒီလိုတော့ဖြစ်မယ်အဲ့ဒီချိန်မှာလေကိုသူအမြဲတမ်းလေကိုသူအာယုံယူထားနိုင်စွမ်းရှိမရှိဆိုတာအဲ့ဒါနဲ့ပြန်ပြီးတော့ချိန်ထိုးလို့ရမလားမသိဘူးခုနတခါကြီးပြောတယ်လို့အဲ့ဒီချိန်နေရောက်မှအလင်းရောက်နေပေါ်တယ်ဒီလိုမဟုတ်ဘူးဟုတ်တယ်ပါဗျာဟုတ်နော်အစပိုင်းနဲ့ဒါကောင်းပြီထိုင်လို့ကောင်းပြီဆိုရင်အဲ့မှာအလင်းရောက်နေပေါ်လာတဲ့ဒီအလင်းရောက်နေနမိတ်လို့ပြောမရသေးဘူးတမထရဲ့စွမ်းရင်ကြောင့်ထွက်ပေါ်လာတဲ့အလင်းရောက်နေလို့ပြောလို့ရတယ်တက္ကမထအထုတ်ရင်လည်းပဲတမာတိလေးကောင်းလိုက်အဲ့လိုပဲပြိုးပြထွက်လာတတ်တယ်ပါဗျာဒါအဲ့ဒါမမြဲဘူးတခါလေးမှထွက်တတ်တယ်ထိုင်မကောင်းရင်မထွက်တော့ဘူးဒါမျိုးဖြစ်တတ်တယ်ထိုင်ကောင်းတဲ့အချိန်မျိုးမှာတော့အဲ့လိုပြိုးပြထွက်ပြီးမှပေါ်ပါနေတာမျိုးဖြစ်တတ်တယ်အစရဲနဲ့လည်းထွက်တတ်တချို့ကျတော့နမိတ်အရင်ပေါ်တာမျိုးခုနကလိုပေါ့တိမ်တိုက်လို့ဘာလို့ဒါမျိုးလေးတွေစပေါ်လာမျိုးမိကိုညွန့်လေးတွေလို့စသည်ဖြင့်အဲ့လိုလေးတွေပေါ်လာတတ်ဒါလည်းပဲမမြဲသေးဘူးမမြဲသေးဘူးပျောက်လိုက်ပေါ်လိုက်ဖြစ်တတ်တယ်ထိုင်ကောင်းတဲ့အချိန်ကျရင်ကြာရှိပေါ်လဲအဲ့လိုနဲ့တမာတိကိုရင့်ကျက်တဲ့ရင့်ကျက်အောင်ကောင်းတဲ့ကောင်းအောင်ထိုင်တိုင်းရအောင်ရက်တိုင်းရအောင်ပြီးတော့និဝရဏတွေမဖြစ်အောင်ဒီလိုစောင့်ရှောက်ပြီးမှအထုတ်သွားရင်ရင့်ကျက်တဲ့အပိုင်းရောက်ရင်ခုနနမိတ်ကလည်းထိုင်လိုက်တယ်နဲ့မကြောက်ပေါ်လာတတ်တယ်ဟုတ်ပြီလားအစပိုင်းမှာတော့ဥက္ကနမိတ်နောက်ပိုင်းကျရင်တော့ပြိုးတလဲတောက်ပါတဲ့အခြေအနေရောက်လာတယ်ဒါလည်းကြာရှည်မရသေးဘူးနိုင်ဝက်လောက်7 မိနစ်လောက်နိုင်ဝက်လောက်တနားလောက်စသည်ဖြည်းနဲ့ကြာရှည်အောင်လုပ်သွားနောက်ဆုံးအဲ့လိုထိုင်တိုင်းစထိုင်လိုက်တာနဲ့မိနစ်ပိုင်းအတွင်းပေါ်ပြီးအဲ့ဒါကိုလည်း2 နာရီကျော်လောက်ထိထိနိုင်ပြီဆိုရင်တော့အဲ့မှာခုနလိုပရိပါဏမိတ်ကိုအဲ့လိုထိနိုင်ပြီဆိုရင်တော့ခုနဥစ္စရတမတိသို့မဟုတ်အပ္ပဏတမတိထိရောက်ပြီလို့ဒီလိုပြောလို့ရတယ်အဲ့အချိန်ကျရင်တော့និဝရဏတွေကတော့ဟိုတုန်းကလိုမနောက်ရှစ်တော့ဘူးအစောတုန်းကတပည့်တော်စိုးရင်လည်းဒီခုရှိတာတခါလေးကျတော့ဒီနမိတ်ပေါ်တဲ့ဥစ္စာကဟိုတယောက်နဲ့တယောက်ပုဂ္ဂိုလ်ရဲ့ပန်လောက်ထားခြင်းမတူတဲ့ကြောင့်မလို့နမိတ်ကတယောက်နဲ့တယောက်မတူနိုင်ဘူးတချို့ကမိခိုးရောင်ရတယ်ဆိုရင်ကိုကလည်းမိခိုးရောင်ရမှာအဲ့လိုမျိုးတွေဖြစ်နေပြန်ရင်လည်းတိတ်ပြီးတော့မကြိုက်ဘူးအဲ့လိုမဟုတ်ဒါယောဂီပုဂ္ဂိုလ်ရေပုံရပေါ်တတ်တော့ပြောတာပုံစံတူလိုက်မယ်လို့တော့သွားမထင်နဲ့နော်တချို့မိခိုးရောင်ဘာလို့အကုန်လုံးပေါ်မယ်လို့မထင်နဲ့တချို့ကလည်းသူများလေးရောင်ရတယ်လေးရောင်ထွက်ချင်နေတာအဲ့လိုကလည်းရှိလုံးနဲ့သွားမလို့စိတ်ကဖန်တီးလို့ create လုပ်မှာဆိုရတယ်အဲ့ဒါကြောင့်မို့အဲ့ဒါလည်းမတိထားတာကောင်းတယ်အဲ့အချိန်မှာစိ
စိတ်ထဲက create မလုပ်နဲ့ perception ခေါ်တာပေါ့တင်ညာဟိုနမိတ်ကမိကိုရောင်ငါစပေါ်တဲ့ဆိုမိကိုရောင်မျောနေတော့တာအဲ့ဒါနဲ့မဟုတ်တော့အမှလေကိုမူရင်းကိုသိအောင်ကြည့်နေရမယ်တော့ဘာရောင်ပေါ်လာဟုတ်ပြီလားအဲပုံစံလေကိုပဲကြည့်နေရမှာအရှင်ဗျာကြည့်တဲ့အချိန်အောင်ပုံတတနေနှလုံးမသွင်းနဲ့ဟုတ်တမဗျာအခုဟိုကိုကျော်တယောက်လက်ထောင်ထားတာရှိပါရှင်ဗျာရှင်ဗျာသူမိကုန်းလေးကိုဖြည့်ပြရန်ယူပြီးဟိုစင်တင်40လဲဖြစ်သွားပြီနောက်မှပဲဟိုလောက်ကြအောင်နော်ဆင်ကောင်းဖေရတန်ကြောင်းလာဗျာဗျာစင်အတန်ပြောက်တော့မှာချောင်းပြီဆိုတန်ကြောင်းလာဗျာနောက်မှပဲနော်ဒါကြီးโอเคဟုတ်လားအခုမိနစ်40ဖြစ်သွားပြီ9:40မြန်မာပေါ့လေဦးစင်ဟောလိုက်တာနည်းနည်းရှည်သွားတော့ကပြီးအောင်ဆိုခေါ်လိုက်တာဟိုရှင်ပြကောင်းတကယ်ကောင်းပါလေတပည့်တော်တို့စိတ်ဝင်စားအားလုံးပဲညင်နေကြတယ်ဆိုတော့တော်လေးစိတ်ဝင်စားကြတယ်လို့ပဲပြောနေလားတော့မသိပေါ့လေနော်ဦးစင်ကအဲ့ဒါနည်းနည်းလေးသုံးအောင်ဆိုပြောလိုက်တာပါအဲ့ဒီလက္ခဏာစတုတ်ကပဲနောက်ဆုံးဆိုမေးတာကတော့နောက်ပိုင်းဝိပဿနာပိုင်းနေဆက်ပြောတဲ့အခါကျလည်းအမှမေးလို့ရပါတယ်နော်အဲ့ဒီမေးကိုနောက်ပတ်မှာပဲကိုကြည်ရှင်မေးလာတဲ့ပတ်သက်လို့တပည့်တော် experience အဲ့ဒါမင်းတို့အဲ့ဒါနောက်ပတ်ကြမှာအဲ့ဒါနဲ့ဆက်လာပဲပြန်မေးလိုက်အဲ့ဒီကိုနောက်ပတ်ကြမှာမေးရပါတယ်နော်ကိုကြည်ရှင် experience အားကြပေါ်ရတော့လေဆရာနဲ့ကြုံလို့ကျေးဇူးတင်ပါတယ်ကိုကျော်နောက်ပတ်မှာတွေ့ကြမယ်နော်ဟုတ်ကဲ့အဲ့ဒါလိုက်ဟိုလောက်ကြအောင်နော်ဒီမှာဣဒံမေပုံညာဣဒံမေပုံညာသတဝခယသဝခယမဟာဟောတုဝဟာဟောတုနမေပုံညာဣဒံမေပုံညာနိဗ္ဗာနတ္တနိဗ္ဗာနတ္တပစ္စယောဟောတုပစ္စယောဟောတုမမပုံညာဘာဂံမမပုံညာဘာဂံသဗ္ဗတတ္တနာသဗ္ဗတတ္တနာအာဇေမိဧတဗေမေတမံပုညဘာဂံလဗန္တုသာဓုအဲ့ဒါထွက်ပြီနော်ဒီပါဗျာ